ပြီကွာဟာဟိတ်ဟိတ်ဟာဘယ်မကြောက်ပါနဲ့ဟာဟာလို့ဟဲ့ဘိုင်းကြီးပြေကုန်ကွာအမေပြေရောပါဖြစ်တယ်ကွာပြေရောပါဖြစ်တယ်ကွာပြေအထောက်ကငါလည်းရောက်တယ်မိုင်းတော့ဖို့ရမင်းလက်ပြီးတော့ဘာလဲဟာအော်ဟာပြေးလို့哪里？别管，别管，别乱来！我罗金肉吧，哇！啊，别来，别来过！好，ဒီခွားကြီးကွာတထဲလဲပြောသေးငါတို့ဟဲ့ဒီဆွဲကြိုတကုံးမဲ့ပေးလိုက်ဒီခွားကြီးလူလဲကြတာကွာလူလဲကြတဲ့အဖွားကြီးအိမ်ကိုမိခွားလျှော့ပေးမယ်ကွာဟဲ့အကမင်းကိုလည်းမင်းကိုချိုးရင်းဆုံးလို့လားကွာမင်းဒါကြောင့်မင်းတို့ကအစားရဲပြောတာကွာအဲ့မိန်းမကြီးကအကြွားတန်ပါလေဆိုမင်းတော့မှမယုံတာဒီဘွားကြီးကအကြွားတန်တယ်ဆိုပေမဲ့ဟို तू ကအိမ်ကြီးအိမ်ကောင်းနဲ့နေတာဆိုတော့မင်းပြောတော့ငါတို့ကပဲယုံလဲကွာမင်းကလေဟိုဒီဆွဲကြိုးလေးကိုငါ့ကိုပေးပါကွာနော်ဟာမင်းကလည်းမပေးဘူးရမရဘူးရမဟုတ်ပါဘူးကွာဟိုလေဟိုငါခေရီလေးကိုအရင်ကြီးပေးစီဟာမပေးဘူးမပေးဘူးအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဆွဲကြိုးဘယ်လိုလုပ်မလဲငါပြောတာငါပြောတာငါပြောတာငါတို့၄ယောက်ခွဲလို့မရမယ်အတူတူဒီဆွဲကြိုးထုခွဲရောက်တာပြီးတော့တောက်စားပလိုက်မယ်သဘောတူလားတူတယ်တူတယ်တူတယ်ပါတူတယ်ဒီဘက်တော့ဝါအဲ့ဒါဝါအဲ့ဒီရေးစားကိုဟာဘလူတာဝင်ယူပါလေပြောသူ့ရောက်တာမဟုတ်ဘလူတာဝင်ဝင်အဲ့ဒါဆိုရင်တော့ကြောက်ရွာထဲမှာဒီကောင်လဲလဲဝယ်ရှိရဆိုတော့ဒီဆွဲကြိုးထုခွဲဖို့ကိစ္စကိုဒီကောင်တောင်းပေးလိုက်တော့ဘယ်လိုဟုတ်ပြီအဲ့လိုရင်မင်းဒီဆွဲကြိုးထုခွဲတာဟာအေးစိတ်ချမင်းတို့အားလုံးညီညီမျှမျှဖြစ်သွားအောင်ငါစီစဉ်လိုက်မယ်နော်ကျင်းတယ်နော်ကလေးကကျတော့မလုပ်ဘူးစိတ်ချညီညီမျှဖြစ်တယ်ငါလှစ်ပြီဟဲ့ဟာချက်ခါမင်းကဘာလုပ်လဲမင်းတို့ကြည့်ပတ်တဲ့ကောင်ပဲကွာငါဘာလုပ်လို့လဲကွာဟာမင်းလက်ကကိုးမက်ကိုကလော်လဲအဲ့ချက်ကိုထိလိုက်နေကွာအဲ့ချက်ဘယ်သူကစားမှာလဲမင်းတို့မီးရအောင်လို့ငါကြက်မကြက်စမ်းမေးတာပါကွာဟာပြောက်ရက်ကဟာမင်းတို့ကြည့်ပတ်တဲ့ကောင်ပဲကွာငါဒီလောက်တော့ပြောနေရကြားရတယ်ကိုးမျိုးကိုးစားပြီးဟိုထဲဒီထွင်းနေမင်းတို့စိတ်ကမရှိတဲ့ကောင်ဟာမင်းပြောတဲ့စီကကြီးကားတော့မကြိုပါဘူးကွာလေကမစောင်းရတယ်မင်းပြတော့လုံနေတယ်မလားကြီးတယ်ကွာချက်ကမိကတော့သိတော့မယ်ကွာအမေမင်းကမင်းလည်းချပါဟဲ့ချပါလေချပါလာချပါလာပေါ်ကြတော့ပါမင်းတို့ကနောက်ကြီးနေရပဲကွာကျောက်ကအတန်းကျိတ်ကျောက်ကညစ်ပက်ဒါပေမဲ့အတူတူနေကြတာပဲကွာတယောက်နဲ့တယောက်တင်းကြီးခံရမှာပေါ့လာကွာတို့အောင်မွေးလေးစားကြက်ပြီကြက်ပြီဆိုတော့ပွဲလေးစားမယ်ပွဲလေးစားမယ်ဟဲ့ဟာနဲ့ဝေးပါထိုင်ဟိုဘက်တော့စားမယ်ညနေတော့ဟိုဘက်တော့ကွာဘာအာဟဲ့ဒီကွာမမေးကိုမေးရအောင်မင်းဝယ်တာတော့ကြက်နဲ့ကောင်ပါတကောင်ဘယ်သားကောစားတာလဲဟိုတကောင်ကကွာဟိုရအဲ့ကောင်ရအောင်မေးဒီကောင်ကြက်နဲ့ကောင်ပါလားဆိုငါလည်းမြင်တယ်တော့တယ်အောင်မမလည်းကြက်နဲ့ကောင်ကဟမ်အခုတကောင်ပဲရှိပါမလဲဟောရှိပါလေငါသိမ်းထားတယ်ငါသူ့ကိုကျွေးစီလို့ကွာသူ့ကိုလေခရီးကိုလားမင်းတို့ခရီးကထမင်းဆိုင်ဖွင့်နေတာဆိုဟောမင်းကဘာသိလို့လဲဒီမှာဟဲ့ထမင်းဆိုင်ဖွင့်တိုင်းဟင်းကောင်းမစားပါဘူးကွာစားကြည့်တိုင်းစားလို့ရှိရင်အရင်ပြုတ်သွားမှာပေါ့အားကြောင့်မို့လေငါချစ်လေးကျွေးခြင်းလို့နာဘူးကောင်
မင်းအဲ့ဆိုလေဒီကြောက်ကိုမင်းမစားနဲ့ ဟုတ်တယ်မင်းဒီကြက်ကြီးကိုကင်ဝင်မရှိဘူးကဲငါတို့ပွဲလေးစားလိုက်ကြအောင်ဟာ ပြမင်းလည်းကြည့်တယ်မကိုင်းနဲ့ဟာယူရဲကွာညစ်ပါတယ်ကွာမင်းလည်းကဟာ ဟုတ်သားပဲကွာမင်းကအရင်ညစ်ပတ်တာဟုတ်ရငါတကယ်ကြီးကအရင်အသက်ကြိုက်တာငါဝေးပြီမယ်ငါဝေးမယ်ငါမစားဘူးလုံးဝမစားဘူး ဘာမှမစားဘူးနော် လုံးဝမစားဘူးကွာငါဝေးပြီမယ်ငါဝေးပြီမင်းရောတူလိုက်တော့အားရဖေ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  ပြင်းဖို့မကြိုးစားနဲ့နော်မင်းတို့ဘလူးလေးကောင်ဝိုင်းခါပြီး ရဘလူးလေးကောင်လက်ကလွတ်ရုံထုံးတယ်မရှိတော့ပါလာလေးထုတ်တယ်ရ ဟုတ်တယ်ရမင်းအသက်မသေးသေးချင်းရေမေးထရပါလိုက်ကိုဖုတ်လိုက် ဘလူးလေးကောင်လည်းပြောသေးတယ်မင်းတို့တွေအားလုံးကလူရင်းကြီးပါလား ဟာလူရလူရောကွာ ဟာဖေအောင်ပြီဖေအောင်ပြီမင်းတို့လည်းငါဖေအောင်ပြီ ပြေးတယ်ပြေးအောင်ပြေးတယ် ဟာဖေအောင်ပြီကွာဖေအောင်ပြီ 来，哎呀，别给我把咱来的来过。 ဟာဟဲ့လူဟိုခမည်းပါဇက်တဲ့ကုန်းမတွေကျုပ်ပေါ်ကြောက်အောင်မယ်ဗျ 哎，没给我把这家嘛所以没把这别的俺都背来过。 ဟုတ်ကျုပ်မဘာမှမပါဘူးဗျဒီလွဲတစ်လုံးမပါ ဟာအကြောင်းလည်းမရှိတော်တော်စကားပြောတဲ့ကောင်ပဲငါလုံးလိုက်ရသေအောင်ပဲရအဲ့လွေပေါ်ပြစ်တယ်လိုက်ပြစ်တယ်လိုက်ကွာ 别这话， ဟိုင်းဟေးရလီ 别讲，别讲，把来没？好，咋的哇？ အဆုပ်လေး 啊，把，哎， ဟာဝိစားနေပဲဘာမှမဟုတ်ဘူး 啊，谁对？ ဟဲ့လူဟာဟဲ့လူမလုံးနဲ့မလုံးနဲ့တော့ဟိုကျုပ်စီမှာရှိတဲ့ရင်နာမျိုးကိုပြောသွားလိမ့်မယ်နော် 人家没有那样，人家没有那，叔叔没有那。嘿呀，没哎人家没有，俺都掏别人。 ဟိုလူကျင်လို့ရှိရင်ကျုပ်ကိုအဲ့ပေါ်ဆွဲတင်လေဗျာဟဲ့အဲ့ဒီရင်နာမျိုးကိုခင်ဗျားတို့ရလို့ရှိရင်ခင်ဗျားတို့တွေချမ်းသာပြီဗျာဒီလားခင်ဗျားတို့သင်သားကြနော်သင်သားကြအဲ့ရင်နာမျိုးပုံရလို့ခင်ဗျားတို့၄ယောက်လုံးချမ်းသာပြီဗျာ 过来，没， ကောက်ကွာဒါဆိုရင်တဲ့ပြဟာအင်းကြီးမထီးနဲ့ 哎娃，我你干嘛？ ဝဲ 哎，我都俩来过， မြေပုံမေး နေပါဦးဗျာ 你不没过？ ဟုတ်မယ်ဗျာ ငွေတော့ဝါလားဆို 别这边来过，咋了？你我没有。 မင်းပစ္စည်းသိမ်းပြီးမလားမြေပုံပြီးတော့ ဟိုမြေပုံကကျုံတော့ကျုံမှာထိုးထားတာဗျာဟောဒါနဲ့ဒီနေ့ဘာနေလဲ 弟弟啊，我刀子来拉手。哎呀，我没有，今天本来嘞。 ခုနှစ်ရက်ကွာခုနှစ်ရက်နေ ဟာဒါဆိုတော့သွားပြီဗျာကျုံတော့ကျုံကမြေပုံကနှက်ခတ်ဆုံတဲ့နေ့ကျမှပေါ်လာဗျာခင်ဗျားတို့မြင် 那个送来嘞，绕路拉比的呀，我也留的呀，来过。 ဒီကောင်ငါတို့ညာများပြီနဲ့တူတယ်ဟဲ့ တူပါကွာဒီကောင်မလာတော့ဗျဝိုင်းတော့ဗျာ ကြမလို့ရတယ်ဗျာကျုပ်တို့မလိမ္မာဘူးဗျာဟိုကျုပ်ကိုမယုံဘူးဆိုလို့အဲ့ဒီလက်ပြီးနေတီရောက်အောင်ကျုပ်ကိုခင်ဗျားတို့စီမှာခေါ်ထားပြီးတော့ဟိုထမင်းကျွေးထားပါလား သမီးကျွေးရတယ် အဲ့ဒါမှခင်ဗျားတို့ကျုပ်မြေပုံခင်ဗျားတို့ရမှာဗောအဲ့ခါကျတို့လေချမ်းသာပြီ ဟုတ်လားကဲငယ်ကြီးတို့ဘယ်လိုလုပ်ကြမလဲဒီနာမြေကလာပြီးနေမှရမှာတဲ့ ပြီးတော့ဘောအောင် ငါသဘောကတော့ကျိုးရှိမယ်ဆိုတော့စွန်သားခြင်းတယ်ကွာ ဗျာခဏမပြောခေါ် ဘာချစ်ပါ အလုပ်အောင် အဲ့ရင်နာပုံအညွန့်နဲ့ရင်နိုင်လိုက်ရှာ ဒါဆိုရင်တော့ကျေးဇူးရှင်ဘာချီရှေ့တော့ရတော့ဗျာ ဟာဗျာကြောက်ပါကျေးဇူးရှင်ကြောက်ပါကျေးဇူးရှင် ကျေးဇူးပါဗျာကျေးဇူးရှင်ပါ
你干嘛弄来嘞？我，你干嘛弄来？ ဘာလို့မှလဲကွာမင်းငါရဲ့ဘောက်ချခင်းတာလေပြီးတော့မင်းမင်းလာရင်းရင်းပက်ပက်ကြည့်ငါးဆောင်နဲ့တော့ပြတယ်မင်းတော်ဆိုးတဲ့ကောင်တော့တို့ကြပါတော့ဗျာတို့ကြပါတော့ခင်ဗျားတို့လည်းဗျာ လွတ်တာတော့ကွာဟာကြားရပြီနောက်ပြပြီးလာရင်းရင်းပက်ပက်ကြည့်ခါလာခိုင်းဟာ ဘာဖြစ်လို့လဲ तू အရန်တိုင်းကြိုက်တာဗျ။တွေးရအောင်ယူခင်းမေးလို့ तू ကကျွန်တော်ပြတ်တတ်တာရှာနေတာ။ပြီးတော့ခင်ဗျာလက်ကြီးကြီးပပချင်းသူ့ထွက်ခိုင်းတာဟုတ်ဗျာ ကျုပ်ခင်ဗျားအကြောင်းမသိလို့ပါဗျာ အခုသိပြီမလားမင်းနောက်ဆိုစီနေတော့不是要他，要嘞，他要嘞，别他了哦，要嘞。啊，没了搞的， ဘာဖြစ်ရလဲကွာအဲ့ကောင်တွေအချင်းကို 没了，哎，搞的，你妈没去了， ဘာမရှိရလဲကွာ 你妈的，你妈没了不退把钱没去了。啊，没去了，你搞别搞你路来过。哦，俺都没得要拖干嘛了，拖街比不？ ဟာဒီလိုလိုပဲရမလဲကွာမင်းရလဲဟာဟုတ်တယ်ဒီကောင်မရှိတော့ရင်ဒီကောင်စီရကျန်တာမျိုးကိုဘလို့ရတော့မှာလဲကွာ 啊，俺都把路讲嘞，俺都嘛嘞，这个我们对要下，别来怕嘛，我哇。 我来把钱，俺都没得样，比不真心啊。 ဒီမှာပါချစ်မင်းဘလို့ပြေးပြေးငါ့ကိုလက်ကမလွတ်ဘူးကွာဘာလို့လဲဆိုတော့ငါကဒီတော့ဆုံးတယ်လူလေးကောင် ငါသာထွက်ပြေးလို့ရှိရင်မင်းတို့ငါအရေးတောင်တွေ့ရမှာပေါ့အခုငါထွက်မပြေးလို့မင်းတို့ငါ့ကိုတွေ့ရတာပေါ့ ပြေးလို့မလို့မင်းဒီစကားမပြောတာမဟုတ်လားမင်းငါတို့နဲ့လွတ်အောင်လို့ဘယ်တော့ဝေဝေပြေးနိုင်မှာမလို့လဲ ဟာချင်းချောက်လာပြီလားကျုံမပြေးကျင်လို့ပါလို့ခင်ဗျားတို့ပြောထားပြီးပဲ ငါတို့မသိအောင်မင်းမနဲ့ဆိုးပြေးထားအဲ့ဒါငါတို့လက်ခံတယ်မရှိဘူး ဒီမှာမနေ့ကကျုပ်ရောက်လာလို့ခင်ဗျားတို့တွေထမင်းမောပါလေမျိုးစားဘူးဒါကြောင့်မလို့ကျုပ်ကစောစီးထားပြီးခင်ဗျားတို့စားဖို့ပြောတယ်ငါတော့ရှာ ငါရှာတာပဲကွာစောစောစီးထားကြလို့လားမင်းငါတို့မညာနဲ့တော့ ဒီမှာတော့တော်တော်ဘူးသူရနေတာပဲဗျဒီမှာငါရှာတဲ့နေရာမှာငါဆင်းတဲ့အချိန်ကိုတော့ရှာမှာအခုကငါ့ကိုပြန်ပြန်ဆက်ဆက်ရအဲ့ဒီငါဆင်းတဲ့အချိန်ဆိုတာလေမနေ့ဝီလီလေးမှာတယ်ဟုတ်အဲ့ဒါကြောင့်ကျုပ်ကစောကြီးထပြီးတော့ရှာပေးတာ ထားရတော့မင်းအလျှောက်ကောင်းလို့အထောင်းတက်တာနဲ့မှတ်လိုက်မင်းသိထားဖို့ကငါတို့၄ယောက်ကိုယတနာမြေပုံမပေးမချင်းဒီစခန်းတွေထွက်သွားလို့မရဘူးအေးထွက်သွားတဲ့နေရာတော့မင်းသိနှစ်စီးတဲ့နေ့ ဟာရခမဟုတ်လားလေကွာ ဘာဖြစ်ပြန်ပြီလဲကွာ ဒီလောက်ကြီးရဟာငါနာပြချလာကွာတဲ့အောင်ကုန်မဖစ်တော်ဖြစ်သေးတဲ့ကောင်ပဲအဲ့ဒီငါးတာကြိုက်လေမင်းပဲအများဆုံးစားမှာမလားဟာစားတဲ့စိတ်ရောယွန်စရာမှမကောင်းတော့လားအဲ့အချိန်ရောက်ရင်လက်ဦးတဲ့ကောင်များများစားရမှာပဲ အေးမင်းများများစားခြင်းအဲ့ငါးတွေကိုလေမင်းကိုယ်တိုင်ကင်လိုက် ဟာမကင်ပါဘူးဟဲ့ငါမီးပဲမိုးပေးမှာရ ခုမမင်းစိတ်ဓာတ်လေးကတော်တော်ချစ်ဖို့ကောင်းတာပဲကွာ ဟာရခဟာကွာမင်းမစကြည့်ရလေအဲ့ငါးတဲ့တော့ယွန်မကောင်းသေးကွာတော့တော့ကောဝေးနေတယ်မှာ အဲ့မတာငါတော့ငါမကင်တတ်ဘူးကွာဘယ်ကောင်ကင်တတ်လဲအဲ့ကလော့မင်းကင်လိုက်ကွာ
ဟာငါလည်းမကင်တတ်ဘူးကွာ ဟာဟေးကျုပ်ကအဲ့လိုလာမရှိနဲ့ကျုပ်ကငါပဲဖမ်းတာငါမကင်တတ်ဘူး ဟာဒါဆိုရင်တော့သမင်းဆိုင်ရှင်လေးရဲ့ရီးစားကိုတွေဝိုင်းအလှည့်ပေါ့ဗျာမင်းကလေသမင်းဆိုင်ရှင်လုံးမဲ့ကောင်းဆိုတော့အစောအောင်ပြလိုက်ပါ ရငါကျွမ်းကျင်တဲ့အထက်မှာအဲ့ငါးကင်တာမပါဘူးအာချစ်ကြောင်ပဲကျွမ်းကျင် ကဲတို့ကြပါတော့ဗျာဟိုတယောက်မှငါမကင်ဘူးဆိုရင်အဲ့ငါကိုတွေ့လိုက်တော့ဗျာ ဟာအဲ့လိုမလုပ်နဲ့လေကွာငါတို့မှဒီနေ့စားစရာဆိုလို့ဒီငါးပဲရှိတာကွာငါတို့တော့ကအရေးမကြီးပါဘူးဘူးစဉ်းစားပြီး ဟုတ်တယ်ပါချင်ငါတို့၄ယောက်ကဘာပဲရှိစားလို့ရတယ်ဘိုက်ပြင်ပြီးတော့မင်းကငါတို့ရဲ့အရေးကြီးပုဂ္ဂိုလ်ဖြစ်နေတော့မင်းတို့ထည့်စဉ်းစားပြီး ဟာအဲ့ဒါဆိုရင်တော့မစဉ်းစားပါနဲ့ဗျာကျုပ်ကဘယ်တော်မှနဲ့မှအမျိုးမတော်ဘူးရှုပ်ရှောင်တာဆိုလို့အသားထဲမှာတစ်သားနဲ့အသီးထဲမှာလက်သီးပဲရှိတယ် မင်းကလည်းကွာဘာဟင်းမှမရှောင်ဘူးအကုန်စားရလို့ပြောလိုက်ပြီးနေတာကိုဝိတ်လိုက်ကြမလို့ရှောက်ပြောတယ်ဒီကဒီငါးဘဲကိုငါတို့ဘာလို့တင်လဲဆိုတာမင်းစဉ်းစားတာပေါ့ ငါ့ကိုကွာငါတို့ခင်းရဆန်ကျွားပြီးတော့ငါတို့စားကြည့်နေဟင်းနဲ့လဲစားမကောင်းလားဟမ် ထင်းတယ်မင်းဒီလမ်းပဲရှောက်မယ်ဆိုတာငါကြိုသိပြီးသားဒါပေမဲ့မစိုးပါဘူးကွာငါတော့သဘောတူတယ် ဟေးသမင်းဆိုင်ရဟင်းဆိုတော့လေဟိုကောင်းလေးစားရတာပေါ့ဘယ်လိုလဲပါကျ ဟာကျုပ်ကတော့ခင်ဗျားတို့အားလုံးအဆင်ပြေရင်ပြီးတာပဲကုန်းမဝယ်မိကြည့်ပါ အားလုံးသဘောတူနေဆိုတော့လေလဲတော့ပေါ့ အားရတယ်အများကြီးပဲနော်။တောင်ရကြီးပဲ။အဲ့ဒါလူကများရလာတယ် ဟိုကိုတွေကရှာရတာကောခေရဲ့ခေရလေသမင်းလိုက်ဖွင့်ထားဆိုတော့ဒီပညာလေးကတက်ထားရမယ်လေဟုတ်တယ်မို့လားခေရဲ့ ချင်းယုံ ဟာဟေ့မင်းငါ့အောင်နောက်မလုပ်နဲ့နော်အားလုံးသမင်းကသွားမယ်ဒီလိုခေရဲ့ဟိုကိုတွေကလေမနဲ့အစောကြီးထားပြီးတော့အဲ့ငါးတွေကိုရှာလာတာဟဲ့အဲ့ငါးတွေအားလုံးလေခေရယူထားလိုက်တော့ပြီးလို့ရှိရင်ကိုယ်တငယ်ချင်းတွေကိုသမင်းကျွေးနော် ။ဘယ်နဲ့ရောက်လာလဲ ဟိုတရား2ယောက်3ယောက်4ယောက်500ခေငါ ။ငါရောက်တော့ ဘာဖြစ်လို့ခေမကိုက်ဘူးလားမကိုက်ပြောတော့ဘာမှအားမလာနဲ့မကိုက်ပြော ရပါတယ်။ပြင်ပြပါမယ် အားလုံးစင်ပြေသွားပြီလားကဲအဲ့တော့တကယ်ကြီးကိုကြိုက်တဲ့ဟေးကိုမှားတော့ဗျာမှားတော့ ကြက်စီပဲကွာ ကြက်စီပဲပါရှိတယ်ဗျာရှိတယ်ကြက်စီပဲရှိ ဟာကြက်သေးပြင်းနဲ့ကွာ ကြက်တယ်မြလားကြက်တယ်မြတဲ့ဟေးကိုကြက်တယ်မြကဒီဝဲလာပဲရှိ ။ဘာပြန်ကောင်းရရှိရတယ် အဲ့အားလေဟုတ်လားကဲကိုမကြီးရော ကဲအဲ့ဆိုလည်းကျုပ်လည်းကြက်သားပဲဗျာ ကြက်သားတော့ဒီတိုင်းမှာအများကြီးရှိပြီလားကဲမရမရ အာငါတော့ဥပဲကြိုက်တယ်ကွာဘယ်ဟုတ်ပြီနော် ဦးလည်းရှိတယ်ဦးလည်းရှိတယ်မဘူးလားအားမဘူးတဲ့ရပြီရော အာဘာရ ။အဲ့ဒါလက်စေး လာစေးဒီပါ လဲလေးပါစေးအောင် ပြောလက်စင်းဦး လူ လို့ ပေါင်းကွာဘိုက်ကဘွားကိုရေးကြည့် တို့လဲကွာမစားကြအောင်ငက်ပြက်နေရအောင်စားပါစီ ဒီမှာကြက် အ ကြ ရာ က် ကြောမတဲ့စားမှာ ကြက်ကြက်ငါကြက်ကောင်းမစတိုင်းနေဘူး ဖေးငေါနဲ့သမင်းစားမလား မင်းရ ။ရပါတယ်ထိုင်ပါရှင်။ဘာနဲ့စားကြမလဲမသိဘူး ငေါစက်တန်းနဲ့ဖေးဟာ ဟောချက်သိမ်းမင်းနဲ့ပေး ။ဟုတ်စက်သိမ်းပြကောင်ကြီးကိုရဲ့ ဟာနေဒိတ်တယ်မရှိတာ ။ဟုတ်တကယ်ကောင်လို့ပြောတာပါရှင်။တခြားဟင်းလေးပြောင်းစားလိုက်ပါလား ဟိုမှာချက်သိမ်းမြင့်ဟင်ဖေးဒီနဲ့ငါလည်းတရားရသားချင်းငါတို့ကြတော့နေကဦးသားမပေးတယ်ဒစိမ့်ရင်ကြနေကဦးသားပေးတယ်ဆိုညက်ပါ ။ဒီဟာအဲ့တိုင်မှထားပြီးသားဖြစ်နေလို့ပါ လိုချင်ဦးငါဦးချင်းချက်သိမ်းမြင့်ယူပေး ။လောက်ပါလားရှင် အေးယူပေးမလားမြူပေးဘူးလား ။တောင်းပါလားရှင်။ အေးရတယ် မင်းပါလို့လား ငါလိုချင်လို့ကွာ ငါစားနေလေကွာ မလိုချင်ဘူးကွာအေးကွာငါစားမလို့ လုံးဝမချင်တော့ဘူးကွာ 干嘛你这么远？没让你干嘛？我为了看到小王，你去是没是为了干嘛呢？ ဘူးရော
ဝဲဆိုလဲရပို့တော့ငါ့ကိုဆောင်းပြလာတာဟုတ်ကွာစဘာမထွက်လို့ကျွေးမဆက်နိုင်ရတဲ့အမေကကြမ်းမှန်မကောင်းတယ်စေဖို့ပဆောင်ဘယ်မှာသွားရှာမှန်းတော့မသိဖြစ်နိုင်သေးတော့သေးလိုက်ချင်တော့တယ်ကွာ အားပေးစကားပြောနေပြီမင်းဘယ်ကနေဘလူးစပြီးမှမလို့မသိပါဘူးကွာမမလည်းငါကူနဲ့ငါ ဒီလိုခေစိုးခက်တဲ့ကြီးတယ်မှာအဖူခင်းတဲ့လူကခက်ရှားကြအောင်ကွာအထက်ဖားအောက်ပြီးကောင်းနေပဲကင်းမှာနေသမောင်မင်းကအသက်ရှူကြက်တယ်ဆိုတော့ဘာလို့ပြောတာ အကြောင်းရင်းမှာချစ်တီးနဲ့တူတူပဲနေရအောင်ငါ့အိမ်မှာအကျွေးလာတော့မှမလို့ငါမှစားဖို့တော့နိုင်နေတယ်ချစ်တီးဆိုတဲ့ကောင်ကလည်းခြေထောက်ကန်တောင်းပန်လို့ရတဲ့ကောင်မဟုတ်တော့တွားယူပါကွာ ခုနေနဲ့ငါတို့ကြားဖို့တဲ့လူဆောင်ကောင်းတင်တော့ပေါ်လာရင်တိတ်ကောင်းပါပဲကွာ ဘာဖြစ်လို့လဲကွာ ဘာရီရမှာလဲငါတို့ရဲ့အခက်အခဲတွေကို तू သိသွားပြီငါတို့ရဲ့ခြံဝင်းတွေကို तू ရဲ့ပန်းတကူငွေတို့ကြီးလာပြည့်သွားရင်ငါတို့အခက်အခဲတွေအဆင်ပြေပြီပေါ့ကွာ အဲ့တော့စိတ်ကူးနေတော့လည်း ဖြစ်နေကွာဒီကိစ္စဘလို့မှမဖြစ်သေးဘူးမင်းတို့ပဲစဉ်းစားကြည့်ဘာမဟုတ်တဲ့ဟင်းကိစ္စလေးနဲ့အခုလိုပြက်လာတဲ့ဆိုတော့ငါတို့ကဘာကောင်တွေဖြစ်သွားပြီလေ ဟာဘာကောင်နေပြရမှာလဲခွေးနေဖြစ်သွားတာဗောဟဲ့အစားလုံးနေကြဖြစ်တာခွေးပဲရှိရတယ်ကွာအခွေးမမြင်ဘူးလား နေဘူးလေတချို့ခွေးနေဆိုရင်ကွာဟာရငါစကားကောင်းပြောနေတော့ဟာရောင်ကုန်ပြီရခဒီကိစ္စမှာလေမင်းတဲချင်းခံလိုက်ရင်ပွဲပြီးပြီအခုတော့ကွာဟဲ့အခုတော့ဗာမင်းလေဆက်ပြောမင်းကတော့ဇီအိုင်းလေးတိုင်မျိုးနဲ့လာမပြောနဲ့တော့ပြစ်တော့မင်းလည်းပါလေ ရက်ကလွတ်ထားလိုက်စမ်းပါကွာဒီကောင်ကလေငါတို့ရဲ့ရံဝဲရောက်သူ့ကောင်မလေးတမိတ်ဆိုင်အယောင်းပြတ်တော့မှဆိုးလို့ဩဝါဒတွေချွေနေတာချွေပါသေးကွာ ရအောင်လားကွာအခုဖြစ်တဲ့ပြဿနာငါကြောက်ဖြစ်တာမဟုတ်ဘူးဟိုကောင်လေးလူစားလုံးလို့ဖြစ်တာမင်းတို့ငါ့ကိုလည်းလာပြီးတော့ပြစ်တော့တယ်လာပြီးတော့ပြစ်ပြောမနေကြတယ်ကွာ ငါကမင်းကိုအပြစ်ပြောနေမှာမဟုတ်ဘူးဟိုကောင်တွေကသူတို့ကသူလူမိုက်ပါလို့ကြွေးကြော်ပြီးမင်းကိုထိုးတာလေအဲ့ငါတို့ဒီကငြိမ်ခံနေရမှာဒါမျိုးတာကျိုးရင်ကြိုးရစမ်းပါစေကွာရင်ဆိုင်ပြီးသားပဲ အဲ့လိုမှသိရလားနဲ့မင်းတို့ငါ့ကိုဘာဖြစ်လို့အပြစ်လာပြောနေကြရလဲကွာတော်ရလုံးထွက်လာလို့ထွက်ပြေးလာတာပေါ့ကွာဒီကောင်လေးကြောက်တယ်မြန်ထင်သွားလားမသိ ဟုတ်တော့ဟုတ်ပါတယ်ကွာငါတို့၄ယောက်ဟာတယောက်ထိရင်ဘယ်သူမှမခံဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ကွာခရီးဆိုင်မှာအခုလိုရန်ဖြစ်တော့နောက်နေ့ခရီးမျက်နှာလေးကိုငါဘလို့လို့သွားကြည့်ရမှာလေ အဲ့ဒါဆိုလေမင်းစောကြီးတာအဲ့လိုပြောပါလားကွာမင်းကဆရာကြီးလေးတဲ့နဲ့ဖေးအောင်နေတော့အားလုံးမောမောနဲ့ဒေါကန်ဝင်ကြတာဗောကွာဟာပြောဟာဖတ်ချ ဖတ်ချက်ပါမလားဒါဆိုတော့ငါတို့ရန်ဖြစ်တော့အခွင့်ကောင်းယူပြီးတော့လစ်သွားနေပြီ ဖြစ်တယ်ဒီကောင်ရန်တော်မျိုးငါတို့ကိုမပေးချင်တာလေအခွင့်အရေးတော့ဖြစ်သွားတယ် ဟာအဲ့လိုရမယ်အဲ့လိုပြန်ရှာမယ်ကွာပြန်ရှာပြောကွာအဲ့လိုကျုံးရရပဲကောင်းတယ် ပါလေခင်ဗျားတို့ကကျုပ်ကိုထွက်ပြေးသွားပြီလို့ထင်နေတာမပြေးပါဘူးဗျာရွာထဲရောက်တော့ကျုပ်ချင်းလေးကောင်းလို့ဆိုပဲဒီလေးကခဏပါဘိုးလိုက်တာများပြီရေးရဆောင်းပြီးတော့တက်ပဲဒီပေါ်ဒီသူ့ဆိုင်ကတော့ပြည့်စုံသွား ချင်းတယ်ငါတင်းတယ်ဒီလိုပြစ်လာလိုက်လို့ဆိုငါတင်းအဲ့ဒါငါမှတောင်းဝန်ရှိတယ်ပျက်စီးသွားတဲ့ခေးဆိုင်လေးထူထောင်ဖို့အတွက်ငါကူညီပေးလိုက်ချင်တာကွာခက်တာငါမှပတ်စံမရှိဘူးကွာဟိုဟဲ့မင်းတို့စီမှာပတ်စံရှိလားဟမ် ဘယ်ရှိမလဲကွာငါလည်းထိုင်စားနေကြပြီဆိုတော့မင်းလည်းသိရတာနဲ့ ပတ်စံမရှိတာပဲကွာဘာခဲလို့လဲငါတို့မှဓာတ်ရှိနေတာပဲဓာတ်ရှိရင်ပတ်စံရှိပြီပေါ့ ရက်ကမင်းကငါတို့ဓာတ်တွေတွားအောင်စားမလို့လားမလုပ်ပါနဲ့ကွာငါတို့မှအဲ့ဒါလေးပဲချမ်းသာတာတွေကွာ အယူငါတို့ကိုင်းတဲ့လက်နဲ့တွေရောင်းစားပါမလားကွာဓမြသတိုက်ပဲလို့ပြောတာမိတို့ကန်းလိုက်ကောင်ပဲ ဓမြတိုက်တယ်ဆိုတာလွယ်ပါတယ်ဗျာဒါနဲ့ခင်ဗျားတို့ကဘယ်ရင်ဘသူ့ကိုသွားတိုက်ပါလဲ အဲ့ဒါလွယ်ပါတယ်ရွာတဲ့ဝင်မယ်အိမ်ကြီးအိမ်ကောင်းကိုရှာမယ်အိမ်ကြီးအိမ်ကောင်းတွေပတ်စံရပြီဗော ဟုတ်တယ်အဲ့ဒါဆိုရင်လည်းမှားသွားမှာပေါ့ကိုယ့်လူမျိုးချင်းချင်းဒုက္ခရောက်အောင်လုပ်တာဟာနေချက်ကိုအားပေးတယ်လို့ဖြစ်သွားမှာပေါ့အဲ့ဒါလည်းမဖြစ်တယ်ဗျာ ဒါဆိုဘလို့ဖြစ်သင့်လို့လဲကွာမင်းရှင်းရှင်းလင်းလင်းပြောသမ်းပါစကားတွေဝေးလာကြအောင်မလို့အားလုံးကရင်ထဲမှာမုံတိုင်းထန်နေတာနော်မင်းမလှည့်ပါဘူး ဒေါသရအဲ့လောက်မကြီးနဲ့လေဗျာဒီမှာကျုပ်သတင်းတစ်ခုရထားတယ်မကြခင်ရပိုင်းအတွင်းမှာဒီနယ်ဘက်ကိုချစ်တီးနဲ့သူ့တပည့်ရအကျွေးလာတောင်းမယ်တဲ့ ဟာချစ်တီးတဲ့သူ့တပည့်တဲ့ကျွေးလာတော့ဟောတော့ဘာဆိုင်လို့လဲကွာဟာလေမင်းကချစ်တီးစရာပတ်သက်ချီးချင်လို့ဟုတ်လား ဝေးလိုက်တာကွာအဲ့ဒီချစ်တီးအကျွေးတောင်းပြန်လာလို့ရှိရင်သူ့ကိုဓမြတိုက်မယ်လို့ပြောတာဟာအဲ့ဒါမှတို့လူမျိုးတွေကိုဒုက္ခပေးနေတဲ့နေချက်လက်ပါစီကိုလည်းပညာပေးရရောက်မယ်
ပြီးရင်ဒိုးလို့ကျင်တဲ့ပတ်စံလည်းရမယ်လေကွာမကောင်းဘူးလား ဟာကောင်းတယ်ဗျာသိတ်ကောင်းတယ်အဲ့ဒီကြံမျိုးကျုပ်တို့တစ်ခါမှမတွေ့မိဘူးဗျာဘာချစ်ပြီးတော့လက်ခံတယ်ကွာအဲ့ဒါမှကျုပ်ချစ်အတွက်လိုချင်တဲ့ပိုက်ဆံတွေကိုချစ်တီးစရာနာနာထုတ်ပြီးအရာယူလိုက်ပါကွာတကယ်လို့ရေ好，哎呀，我去地哪来？去地哪来？后面来的。我去，送你们带你。别过来，别来。呀，我操！您那把住的了，俺那个那马车不能。这里，一定要看那个没？俺路啊，地道翻山那的路里搞的，俺那边地我了。 ဟုတ်တယ်ဘလူးဒေဝရဲ့နောင်တော်ဘလူးအကနေမသေးချင်ဘူးဆိုလို့ရှိရင်လေးလက်တဲ့အထုပ်ကိုငါ့ကိုပေးလိုက် 俺老板呢，俺老板他兄弟训练啥的吧？ ဒီချင်းဒီကွာအပေါ်စကားတွေလာပြောနေတယ်မင်းတို့ကလေစက်မသနာစရာမရှိဘူးသိလား ဟုတ်တယ်ကြီးဒီအဲ့ဒီပတ်စံတွေကလေငါတို့လူမျိုးတွေစီမတရားအမျက်ထုတ်တဲ့ပတ်စံတွေကွာဘယ်ကျွန်တော်ရုံးပါတယ်ကြီးဒီပဲခီး ဟာချက်ခါငါပြေးသွားပြီ ဒီကောင်ကြောက်လို့ရှောင်သွားနေမှာဗောကွာ ဟာရက်ခမိတဲ့သူတို့မဖြစ်နိုင်ဘူးကွာဒီကောင်လက်စာသေးတာမဟုတ်ဘူးဒီကောင်တယောက်တည်းနဲ့ချစ်တီးတဲ့ဘက်တွေအားလုံးချလို့ရတယ်ကွာ အဲ့တော့ငါတို့ဘာဆက်လုပ်ကြမလဲ မလုပ်အောင်မလုပ်အောင်အဲ့ဘာကျင်းတော့ရှားပါဘောကွာဒီကောင်ငါတို့လူတွေကြောက်သွားတာတွေ့အောင်ရှားသွားဖြစ်မယ်ရောက်နေ အေးတွေ့ရတယ်ပြက်ရှင်းမယ် 对了，别信了，我吓我。 ကြောက်ပါကွာ မင်းတို့မျက်လုံးတွေကိုငါသဘောပေါက်ပါတယ်အဲ့ဒါချစ်ကြီးစီကတိုက်လို့ရတဲ့ပစ္စည်းတွေမင်းတို့ပြင်မမဆိုလို့ငါတယ်လာပေးတာဟေးငါသတင်းလဲပေးတယ်ပြီးတော့မင်းတို့အဖွဲ့ထဲမှာလည်းပါနေပြီဆိုတော့ငါ့ကိုမင်းတို့တပုံပေးရမယ် 呀，啊，民众你要照片的，哎着，民众你要维持这样都快不来，好了不啦？ ဟုတ်တယ်အဲ့ဒါတော့မှလေမင်းတို့နဲ့မကောင်းတဲ့လို့ပေးတာနော် 哎呀，那咱那是看的，路来家我们就咱的咯，你们会没过？ ဟုတ်တယ်ရောက်နေအဲ့လိုမှမကျင်နိုင်ရင်ပျောက်ချင်းချမယ်နိုင်တဲ့ကောင်အဲ့ဒါအကုန်ယူသေးကွာ ဟာဟေးအဲ့ဒါတော့ကျုပ်သဘောမတူဘူးကိုယ့်အကူအားလုံးပြေလည်အောင်ညှိ ဟာဘာမှကြီးကြမလို့ပါချစ်ဂုံမှန်ပြောသလိုလက်ရိုးရည်ချင်းချင်းပြီးတော့နိုင်တဲ့လူယူမယ်ကွာ ဟုတ်တယ်တယောက်ချင်းမရှိဘူးဆိုရင်နှစ်ယောက်တို့လည်းချမယ်ဘာရှိမင်းတိုင်လို့ပေးပေါ့ ဟာဟဲ့ရတယ်မင်းတို့အဲ့လိုလို့ဘယ်ရမလဲကွာမင်းတို့နဲ့ကအင်အားကြီးရလေကွာ အဲ့ဒါတော့ဟုတ်တယ်မင်းတို့အပြစ်နဲ့မင်းတို့ဆိုတော့ဝေစုကိုမင်းတို့ရှော့ဦးလိုက်အေးနောက်တစ်ခါဓမြတိုက်ရင်မင်းတို့နှစ်ယောက်စလုံးရံမဖြစ်နဲ့ ဟာဖြစ်တယ်ဖြစ်ရမှာပေါ့ကွာအဲ့ကောင်ရက်ခညစ်ပတ်တာမင်းလို့လည်းသိတဲ့အတိုင်းပဲဒီကောင်မင်းတို့နိုင်အောင်ထိန်းပေါ့ ဟဲ့အပေါ်နေပြောမနေတယ်ကွာငါတူးနေနေတာအားလုံးသိနေတာပဲမကျင်လည်းမတတ်နိုင်ဘူးကွာအခုဝေစုကိုအညီနဲ့ဝေးမှမပေးဘူးလားအေးငါစကားများပြောချင်ဘူး ကဲကျွန်တော်တို့ကဘာဖြစ်လို့စကားတွေများနေကြမှာလဲဟေးကျုပ်ခမရတို့ကိုညီလူညီမခွဲပေးမယ် အဲ့နီးလဲကြတယ်ဒီကိစ္စမင်းစီစဉ်ဆိုတော့မင်းမခွဲပြီကွာ စိတ်ချကျုပ်ခမရတို့ကိုညီတူညီမျှဖြစ်အောင်ကျုပ်ခွဲပေးမယ်ဗျာ ငါဝေစုရလို့ရတော့ပြက်စီးသွားတဲ့ခရက်ထမင်းဆိုင်လေးကိုပြန်ပြင်ဖို့အတွက်ရေမိုးချိုကြီးလစ်တော့ပဲ ဟာရေချိုးစားမလို့ပါဘူးကွာဒီတိုင်းသွားလဲဖြစ်ပါတယ်မင်းကိုမောင်းမထုတ်ပါဘူးကွာခီလေးအနက်မှမခံတတ် ဟဲ့ငါသူများတွေကိုညစ်ပတ်တာမဟုတ်နော် ဟေ့မင်းကောင်စောင်းမပြောနဲ့ကွာ
ဟေးမင်းဒီကခရီးစီသွားလို့ပြဿနာဖြစ်ရင်မင်းကဝင်မကူးမှ ဟုတ်တယ်ရငါလည်းအတူတူပဲမင်းကကြိုပြောထားတာနော်လှဲ့အောင်ကြည့်မှာမဟုတ် ရပါတယ်ကွာဒေဝဆိုတဲ့ကောင်လေးမွေးလာတဲ့တယောက်တည်းအချစ်အတွက်ဆိုရင်အရာရာကိုရင်ဆိုင်ဖို့တတိယအပြစ်ရှိပြီသား ကဲပါကွာမင်းတို့ကောင်တွေကလည်းတယောက်နဲ့တယောက်တကယ်ကိုကြက်ကောင်းစိတ်မခံနေပဲလာဒီမှာပစ္စည်းခွဲကြကိုတနေ့ဖေးရင်ကိုနဲ့စိတ်မကောင်းကွာဆရာလားမောင်ပြန်လာငါတို့ဘာပြောမလဲလေ ဟဲ့ပြောတော့မင်းတောင်းဝင်မယ်နော်မင်းစတခုလို့ငါပါရတာတွေးကြည့်နော်ရည်စရာကြီးကွာအသေးမြင့်ဟင်းမစားလို့ကျန်တဲ့ဟင်းမှာဖောက်ပြတယ်လို့ဖြစ် အေးပေါ့မင်းသားမလို့တော့ပတ်မကြီးထိုးပေါက်သလိုမင်းလည်းငါဒေါသကိုသိရတာဒီကောင်နဲ့ငါစကားနားမလို့ပုံရှုပ်လို့ တဲ့လို့မင်းတို့ဘာတွေရှုပ်နေကြရလဲကွာဟမ်ဘာတရားဦးနေတာမသိဘူးဟုတ်လား ကျွန်တော်သတိမထားလို့ပါဆရာမျိုးကအဆင်ပြေခဲ့ လာမှာပဲကွာအစင်မပြေဘူးကွာဘယ်တော့မှရှိလို့ဒီထဲမှာမင်းတို့ငါမရှိတော့ရွာမှာဘာတွေရှုပ်ခံကြငါကြားလာတဲ့တနေ့ကမကောင်းဘူးနော် ဆရာဘာသတင်းတွေကြားခဲ့လို့ဆရာကျွန်တော်ဘာမှမရှုပ်တာပါဘူး ငါတို့ရွာနာရွာကိုအကျွေးလာသိမ့်တဲ့ချစ်တီးရွာပြင်တော်လမ်းမှာဓမြတိုက်ခံရတယ်အဲ့ဒါပစ္စည်းတွေရောပတ်စံတွေရောတော်တော်များများပါသွားတယ်တဲ့မြို့ကမှာလာတိုင်းတယ်အဲ့ဒါမင်းတို့မဟုတ်ရင်ပြီးရော အလွတ်ကြီးပါဆရာရေချစ်တီးဓမြတိုက်ခံရတာကျွန်တော်တို့ဝမ်းမနေပါဘူးခေးအတွက်ပဲကျွန်တော်စိတ်မကောင်းဖြစ်တာပါ ခေဘာဖြစ်လို့လဲညံ့ပြောစမ်းကွာ ခေဘာမှဖြစ်ပါဘူးဆရာဘာမဟုတ်တဲ့ရံမွေးလေးကြောင့်သူ့ဆိုင်လေးပျက်စီးသွားကျွန်တော်စိတ်မကောင်းနေတာ ဟာခေတို့သားမီးကဒီဆိုင်လေးကိုအာကိုပြီးလှုပ်ရှားနေရတာကွာဘယ်ကောင်တွေကလာပြီးတောင်းကြတော့လဲညံ့ပြောစမ်း ဘယ်အကောင်နေလဲတော့မသိပါဘူးဆရာရေပြောလို့ဆိုလို့မရနဲ့ကျွန်တော်တို့ဆုံးမလိုက်တာဒါပေမဲ့ခေးဆိုင်ပျက်စီးသွားတော့ကျွန်တော်တို့တော်ဝင်မကင်းကောဆရာရေ ဟောငါလှုပ်လိုက်ရင်တော့သေတော့မယ်ငါမရှိလို့မင်းတို့ခေကိုစောင့်ရှောက်ပါလို့မှားထားရသားနဲ့ကွာအခုမင်းတို့ရောက်ခေစီးပွားပြက်ပြီမင်းတို့နဲ့ဖြစ်တဲ့ကောင်တွေကိုမှတ်မိလား တိတ်တော့မမှတ်မိဘူးဆရာလင်း9တော့လင်း9ရောက်ပဲ တော်ကွာတော်စမ်းပါကိုနဲ့ရန်ဖြစ်တဲ့ကောင်တော့ဘယ်သူဘွားဆိုတော့မမှတ်မိဘူးဆိုတော့မင်းတို့တော်တော်ညံ့တဲ့ကောင်တွေပဲဒီမှာတပည့်မကောင်ဆရာကောင်နဲ့မင်းတို့ကြောင့်လေခေကိုငါဘလို့မျက်နှာပြရမှန်းတော့မသိတော့ဘူးပြောလို့ညာဒါမလို့လေအထုတ်တယ်ခဲ့ဟုတ်ဒီဝါ ငါတို့ကွာ ပြေးပြေးလျှောက်ပါကွာမင်းတော့ငါလိုက်မမီတော့ဘူးကွာ ငါလည်းဖြည်းဖြည်းလျှောက်တာပဲကွာဒါပေမဲ့ခရီးကိုတွေ့ချင်တဲ့ဇုံနဲ့လေငါကြောက်ရသူ့အလိုလျောက်မြန်နေတာ ဟာကွာမင်းကတော့ဒါပဲကွာတော်တော်ကြောင်တဲ့ကောင် ဟာအဲ့ဒါကြောက်တာမဟုတ်ဘူးချစ်တာမင်းကမခံစားဘူးသလိုအဲ့စကားမျိုးတွေပြောနေတာ မင်းအားနဲ့တိမ်မဲ့ကောင်သွား ဖြစ်ချင်တဲ့အာဒီသားရှိမျောလင်းချက်ပြီးအောင်မြင်မှုတွေရတာ။လက်ခံယုံကြည်သွားပြီ ငါလည်းလက်ခံပါတယ်ခုပဲကြည့်ငါမေကလူနေတဲ့ဆွေးဖို့တွေကိုလူသားကောင်းတင်တော့ဖြည့်ဆည်းပေးသွားတယ်ခလား ။ဟုတ်တယ်ကွာ။လူစမ်းကောင်းတိမ်လွာရဲ့ပြည့်စုံထုတ်လေးရငါတို့ရဲ့အစင်မပြေမှုတွေသင်ပြေစေတယ်။ဟဲ့ငါလည်းချစ်ကြီးကိုအကျွေးဆက်နိုင်တဲ့ဟိုကောင်လည်းလူကိုမြေကိုကိစ္စတွေအစင်ပြေသွားတယ်ကွာ အေးငါတို့ရဲ့အစင်မပြေမှုတွေလူသားကောင်းတင်တော့တိလာမသိဘူးကျေးဇူးတင်ပါတယ်လူသားကောင်းတင်တော့ရဲ့ကြမ်းပါစေချမ်းသာပါစေဒီတစ်ဘက်ကလည်းကုညီနိုင်ပါစေဗျာ ။မင်းစုတောင်းမှငါလည်းသတိရတယ်ကွာ ဘောလို့ ။အေးကိုမြန်မြန်ပြန်ပြီးတော့ငါရဲ့မိသားစုတွေကိုမင်းလိုမျိုးစုတောင်းခိုင်းရမယ် အေးပြန်မယ်သွားလာ လူစွမ်းကောင်းတင်လာသူ့ရဲ့အခက်အခဲကိုကုညီရတယ်ဟိုမေးခရီးလေးကိုကုညီသွားလားမသိဘူး ဟဲ့မင်းပါဇက်ပုတ်ကြီးကိုပိတ်တာနော်ခေရအခက်ခဲမှန်သမျှကိုငါတယောက်ပဲကူညီရမယ်အေးသူတို့ပြောတဲ့လူစွမ်းကောင်းတိမ်လွားကလည်းသူတို့အတွက်ပဲဖြစ်ရမယ်ခေရအတွက်လူစွမ်းကောင်းကတော့ငါပဲဖြစ်ရမယ် မင်းရလေကွာအတင်းကိုလူစွမ်းကောင်းဖြစ်ချင်နေတော့ပဲကိုညီချင်တဲ့လူကုညီစမ်းပါစီမင်းတော့တက်တာတယ်ဟုတ်ဘူးလား ဟဲ့မင်းဘာမှမသိဘဲနဲ့မပြောနဲ့နော်အဲ့ခေရလေးအစင်မပြေဖြစ်မှာငါအကူညီပေးနေရင်းနှီးမှုရမှာအေးမနေတိုင်းမထိုင်နိုင်တဲ့ဟိုကောင်တိမ်လွားဆိုရဲကောင်အကူညီပေးလို့တော့ငါပြဿနာရှာပြီးသားပဲ ဟဲ့မင်းကသူ့ကိုပြဿနာရှာမေးလို့ပြောအောင်မင်းသူ့ကိုသိလို့လား အာမသိဘူးကွာနာမည်တော့အခုမှကြားဘူးလားဟဲ့ခရီးပေးနာမှာငါအလွယ်ပြီဘယ်ကောင်းမှမရှိစရာဘူးမြင်လား အေးပါပါကြောင်ရမင်းတော့လိုက်ပြန်လေငါဖားပြီကွာ ဟဲ့တေးကြပြီခရီးဆိုင်ပြန်မဖွင့်နိုင်သေးဘူးဒါဆိုရင်သူ့အကူအညီပေးမဲ့လူမရှိတဲ့တေးကြပါကြီးကဝမ်းသာလိုက်တာဟဲ့လားဒီဘက်သားဒုက္ခရောက်နေတာအကူညီမဲ့နေတာမင်းကဝမ်းသာလားကွာဟာခက်တဲ့ကောင် ပြမမသိပါဘူးကွာခရီးဆိုင်ပြန်မဖွင့်နိုင်သေးပါဘူးခင်ဗျာခရီးဆိုင်ပြန်မဖွင့်နိုင်သေးပါဘူးခင်ဗျာဟာ ရ ဟာပါကျင်ဝမ်းသာနေဟလားတော်တော်စိတ်ထုတ်တဲ့လူ ကြက်နေလိုက်โอเคနေလိုက် ခေ
ဖြစ်တာလဲ ဟေး သူ့ကြောင့်မအမေရဲ့အဲ့ဒီဒေဝဆိုတဲ့လူကြီးကြောင့်သမီးတို့ဆိုင်ကိုဖွင့်လာတော့ဝမ်းတာပြီးဆိုင်ရှိမှလာကနေရဲ့အဲ့ဒါကြောင့်သမီးစိတ်ဆိုးနေတာ ဟိုစိတ်မဆိုးပါနဲ့ခေရဲ့ဟိုကိုဝမ်းသာတယ်ပြောတယ်ဆိုတာလေခေဆိုင်ပြန်မဖွင့်နိုင်တော့ပြောတာမဟုတ်ပါဘူးကို့အထင်မလွဲပါနဲ့ကွာ ဟုတ်တယ်ခေအကိုတို့ရွာလေးကိုလာတော့လေလူစောကောင်းတိမ်လွားရဲ့ပန်းတကူထုတ်တွေရလို့ဆိုပြီးချွားတဲ့လူတွေတော့ပြောနေကြတယ်အဲ့ဒီတိမ်လွားညီမလေးကမကူညီတော့ဘူးလား အဲ့ဒီတဲ့ကျမရွာထဲမှာလည်းကြားခဲ့ပါလေအဲ့ဒီလူစောကောင်းဆိုတဲ့လူကြီးကျမတို့ကြတော့မကူညီဘူး အဲ့ကြောင့်လို့ကိုတွေကဝမ်းသာတယ်လို့ပြောတာဗောပျော်လို့ကြီးလို့လေကောက်ကလိုက်တယ်ဟုတ်လား မြင်ပါတယ်သူနောက်တစ်ခါဒုက္ခရောက်တာပျော်နေတဲ့လူဒီတစ်ခါပဲမြင်မှုသေးတယ်ရှင်ထွက်သွားနော်ကျမစိတ်ရမ်းတုန်နေတယ်ဟုတ်လူရှင်လည်းတူတူပဲ မဟုတ်ပါဘူးညီမလေးကိုကြီးကလေဒီကောင်ပြောနေတာကိုကြည့်ပြီးရောင်ပြီးတော့ပြောတဲ့သဘောပါ ဟာရအကမင်းရှင်းမှာပို့လျှော့ကုန်ပြီကွာတမျိုးမတင်ပါနဲ့ခေရကိုဝမ်းသာတယ်ဆိုတာလေဟိုခေကိုကူညီပေးခွင့်ရလို့ပါရွာတွေကလူတွေလူစွမ်းကောင်းတိမ်ရွာကူညီသွားမအောင်ကိုအစွန့်ရင်လို့ပါကွာ အခုကျမအကူညီမဲ့လူမရှိဘူးလေရှင်ပြောနေရမလားပြောရှင်မြန်မရှိကြိုက်တဲ့လောက်ပြောကျမရှိမှတော့လာမပြောနဲ့နောက်လဲကျမစိတ်ပဲတော့မလာနဲ့ ကိုစကားမဆုံးနေပါဘူးခေရစိတ်ကိုထိမ့်ပါဟိုခေကိုဘယ်သူမှအကူညီမပေးတော့ကိုတယောက်တည်းအပြည့်အဝကူညီရမှာမို့လို့ကိုကဝမ်းသာတာပါကွာဟိုခေဆိုင်မှာကိုတို့ရန်ဖြစ်တယ်ကပျက်စီးသွားတာကိုကိုကကူညီပေးချင်တာပါငွေရှာနေရလို့အချိန်နဲ့ကြာသွားတာပါကွာဟိုဒီပိုက်ဆံနေနဲ့အရင်လေးလုပ်ကိုလေခေဆိုင်ပြန်ဖွင့်လိုက်ပြီနော်လက်ခံပြပါခေရတော်လေးကူပြောပေးပါအောင်ဗျာဟိုကျွန်တော်ကလေဒုက္ခရောက်နေတဲ့သူကိုစေနာတတ်တတ်နဲ့ကူညီပေးတာပါ ဟုတ်ပါတယ်တော်လေးလက်ခံပြီလေဒီကောင်ရဲ့စေတနာအသိမှပြုတ်ပြီးနေပါဒေါ်လေးတို့ကလည်းဒီကောင်ရဲ့စေတနာအသိမှမပြုတ်ပြီးလိုက်ဘူးဆိုရင်ဒီကောင်တပိတော်တော်နဲ့ဝမ်းနေနေတော့မှာကျွန်တော်လည်းအဲ့လိုရတော့မှာမဟုတ်ဒီကောင်လွယ်တဲ့ကောင်မဟုတ်ဘူးဒီကောင်ထိုင်ငုံနေမဲ့ကောင် တဲ့ဟာသမီးရဲ့အမေတို့ဒုက္ခရောက်နေတဲ့အချိန်မှာမောင်တို့ကကိုညာကိုလက်ခံလိုက်ပါကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုနေတဲ့သူကတကယ်မိတ်ဆွေပါတဲ့သမီးမောင်တို့ကကျေးဇူးကိုတော့မမေ့ရအောင်နော် အမေခွင့်ပြုမယ်ဆိုရင်သမီးလက်ခံလိုက်ပါမယ်ကိုဒီကခီးကိုစိတ်မဆိုးနဲ့နော်ခီးရတမျိုးမြင်သွားလို့ပါ ရပါတယ်ခေရဒါစိတ်ဆိုးကြမှာမဟုတ်တာဟိုလေကိုစေနာကိုလက်ခံပြီးရတဲ့ကိုကဝမ်းသာလို့ပျော်တော့ပျော်သေးတယ် ရဒီကတော့မကတော့နဲ့နော်မင်းစိတ်ကိုမင်းထိန်းတော့ ဟာမကတော့ပါဘူးကွာဒီဒီကာကရင်လည်းခေကိုဘလို့မှရှင်းပြလို့ရမှာမဟုတ်တော့ တော်ပါဘလို့လူတွေမှလည်းမသိ ညီမလေးကအခုတော့ဘယ်လိုမှမသိဘူးနောက်ကျသိသွားမှာချုပ်ပြီးတော့ခေကိုကြီးရမှားလိုက်နော် ကိုကြီးစားတယ်လားခီးတော်နေတယ် ခေခေခေနဲ့ ဟုတ်ကဲ့ပါလား ဟာဒီကောမရှိလေ ရခမေးကွာ ဘာဖြစ်နေလဲကွာ မင်းတော်တိုင်းထားရလက်ဒီနဲ့ငါဆောင်ရတော့လာကွာဘာတော်ရတော့ကွာ ကိုကခရပါကလာကွာဟာကိုဘာချင်ပြေးပြီကွာ ဟာဘာတဲ့မင်းလည်း မင်းငါတို့ပြေးပုံမပေးရမချင်းမင်းပြန်မသွားလို့မရဘူးကွာ ခင်ဗျားတို့ကျုံမြေပုံမပေးရမချင်းကျုပ်ကလည်းဘယ်ဟုတ်မှမသွားပါဘူးဗျာအခုဟာအညောင်းပြညာပြခုနားဒီနာလမ်းလျှောက်ထွက်တာပါ ဟဲ့မသွားဘူးဗျာမင်းတို့ဒီနေရာနဲ့ခြေတကြောမှခွင့်မပြုနိုင်ဘူးငါတို့သားမင်းမလဲကြီးမင်းပြန်ဝင်လိုက်တော့တော့မသွားဘူးကွာ ဒေါသကြီးလာရတာခုံမရခဏလေးသွားပါမယ်လို့မင်းတို့ကခွင်းတောင်းနေတာပဲတိုင်းရေးပြည်အချိန်ကြီးသွားပြီးတော့လေ့လာရုံပဲကဲကျက်ခိုင်ခင်ဗျားတို့ပြည်သားခင်ဗျားဆက်ရှင်းလိုက် ဟာရကဲဘာတော်လို့ပြန်
ခင်ဗျားတို့ခေါင်းပါလို့ကျုပ်ဘူးလို့ဆုံးပါတော့ဒီသမောတော့ခင်ဗျားအိတ်လိုက်ပြီးစောင်းတယ်ကဲညီမလေးကအိမ်ပြန်တော့လိုက်ဖို့ပြီအခုလိုလိုက်ဖို့ပြီးတဲ့တော့ထမင်းချက်ကြည့်ရတော့ကျေးဇူးတင်ညီမလေးလေးအရန်စားလို့ကောင်းနေပါဒါကြောင့်မို့ငါကောင်ကြီးဒီကခရီးဖြစ်နေတာဟုတ်ပါဟမ် ကိုကနော်စကားအနောက်မလို့အောင်ပြောခရီးလေအောင်ဘာမှမြောက်ဆက်မလို့ပါဘူးစားချင်တဲ့ချိန်လာစားအချိန်မျိုးပဲ အေးအေး တေချာလက်ခေဟိုကိုကညရေးအချိန်မတော့ဘိုက်စာလို့လာပြီးနှုတ်ပြီးချက်ကြည့်ခိုင်းရင်ရောချက်ကြည့်မှာလားကိုကလေအချိန်မတော့ဘိုက်စာတက်လို့ပါ ကိုတွေကခရီးရဲ့ကျေးဇူးရှင်ဆိုတော့ဘယ်ချိန်လာလာစင်ပြောင်းလို့စီစဉ်ပေးရမှာပေါ့ စကားနဲ့တည်းကျေးဇူးတင်ပါတယ်ခေရဲ့ဟိုပြီးတော့လေဟိုကိုအဲ့ကျေးဇူးရှင်ဆိုတာကြီးကိုထပ်မပြောပါနဲ့ကိုကူညီတာကြီးအလကားပြတ်သွားမှာဆိုလို့ပါပြီးတော့ကိုလူချင်တာလဲတောင်းဝင်ခက်မှာဆိုလို့ ကိုတွေကဘာတောင်းမှမလို့ အချစ်လေ ဟုတ်ကိုတွေကပဲ လူမြင်ခွေးထဲမှာဘာဖြစ်နေရလဲခင်နေ့တိုင်းစင်းနေတယ်တရွာသားတွေနဲ့ရင်းနှီးနေတာလဲငါမကြိုက်ဘူးနော်ဟဲ့လေမင်းတို့လည်းဒီရွာကိုလာရင်အနေတိုင်းစင်းကြည့် ရှင်နဲ့ဘာဆိုင်လွယ်ကိုလှမှာပြီးတော့ရှင်ဘာမှကျွန်မဩစာရပေးတဲ့ကြောင်းမရှိဘူးနော် လူအဲ့လိုပြောနေရဖြစ်ဒီရွာမှာငါဘာကောင်လဲဆိုတာလည်းသိပါတယ်မင်းတို့လည်းတစ်ခါတည်းမှားတာပဲနောက်ဆိုရင်ခရီးနဲ့လုံးဝမပတ်တာဒါပထမဆုံး သူတို့တွေကကျွန်မရဲ့အကူဝမ်းခွဲတွေရှင်တရားမလို့နဲ့နော် တရားမလို့ဆိုရင်နင်းဘက်ကလည်းစင်ချင်တယ်နင်းမှာဘာအကူမှမရှိဘူးဆိုတာငါသိမင်းတို့လည်းနားထောင်လှမ်းပေါင်းအလကားကောင်မဟုတ်ဘူးနော်အေးငါပြောစကားကိုနားမထောင်ရင်နောင်ကျင်အောင်ဆုံးမတယ် ကျုပ်မရှင်းလို့မေးပြကြအောင်ခမရလက်ကားကောင်မဟုတ်ဘူးဆိုတော့ဘလောက်တန်လို့လဲ ဘာကွာမင်းကတော့စော်ကားတာလား စိတ်မဆိုးပါနဲ့ဗျာကျုပ်ကပတ်စံပေးပြီးခိုင်းနေခိုင်းအောင်ဈေးမေးထားတဲ့တဘော မေးမနေပါနဲ့ကွာဒီကောင်းလေးအလုံးစုံတိုင်တမတ်ဗောဘာလဲမင်းအိမ်လာချင်းတူးခိုင်းမလို့ ဟုတ်တယ်နေအသေးရဆောင်းမှတ်ထားခရဲဆိုတာဒေဝဆိုတဲ့ဘလူးဆောင်နေတန်းနေမျက်မွေးထောင်ကြီးမှော်လို့တော့မကြည့်နဲ့ရရလား ဦးလေးကအမြင်လဲကျဲတယ်ဘူးဆိုတာလည်းစုံနေဟဲ့ဒါဒီဘဲကမလဲဟဲ့မနိုင်ငံရေးအမြင်ကလည်းကျဲသေးတယ်ကျုပ်စကားဆိုငါလိုက်အောင်မမိဘူးလေမသိချင်လားဦးလေးကိုမေးလိုက်ဦးလေးကဘောကောင်းပါလေဒီဘာနောက်တစ်ခေါက်ကြမှာပဲမေးတော့မလားဦးလေးငါတို့လာထိုင်ဘာကိစ္စရှိလို့ကျွန်တော်ခီးသွားတဲ့ပါဗျဟိုကျွန်တော်တက်ထားတဲ့အကျုံးမြင်ပညာနဲ့ဟိုနည်းလက်ပြီးတော့ဆေးလိုက်ကိုဟိုဦးလေးမှာအကျုံးနဲ့ပတ်သက်လို့ယောဂတွေပါကျွန်တော်ပြုပေးနေတယ် အော်အခုလို့လူကြီးတယောက်ကိုရင်ကျေးလိမ့်မှစွာနဲ့စိတ်ကောင်းစေနာကောင်းထားတာမင်္ဂလာတပါကွငါတူဦးလေးကလက်ဆောင်ပို့ပေးမယ် ဟုတ်ကဲ့ သူစီပူပါဝီလီတိတာဆိုတဲ့အခရာရှစ်လုံးကိုငါတူနေ့တိုင်းဆောင် ဟုတ်ကဲ့ပါခင်ဗျဟိုကျွန်တော်အမြဲတမ်းဆောင်ပါဒါပေမဲ့ဟိုကျွန်တော်ကိုလေအဲ့ကျွန်တော်နားလဲမှတ်သားလို့ရအောင်အလွယ်ကူဆုံးရှင်းပြပေးပါ ဟုတ်ပါပြီကွယ်ငါတူနားလျှော့ဦးလေးပါဠိရွတ်မပြဒီလိုကွယ်ကြားနာရာဤကြံဆောင်ရာဤမေးမြန်းရာဤပြောဆိုရာဤစူးစမ်းဆင်ခြင်ရာဤရေးမှတ်ရာဤလေ့ကျင့်ရာဤနှုတ်သက်ဆောင်ရာဤတဲ့အဲ့ဒါတွေကလူဘဝနေ့စဉ်နေ့တိုင်းလိုက်နာကျင့်သုံးရမယ့်အရာတွေပေါ့ကွယ် ဦးလေးပြီးတဲ့လက်ဆောင်ကကျွန်တော်ဘဝအတွက်အရန်ကိုတန်ဖိုးရှိပါလို့ဗျာဟိုကျွန်တော်လိုက်နာနိုင်အောင်လဲကြိုးစားပါမယ်ဟောထားနိုင်ဦးလေကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်နေတဲ့အင်္ဂလိပ်တွေရောဦးလေးကဘယ်လိုမြင်လဲဗျ ပြောလို့ဖြစ်ပါမလားကွယ်တော့ကြမင်းကသူတို့လူဖြစ်နေဦးလေးဒုက္ခရောက်သွားမှာပေါ့ မရောက်ပါဘူးဦးလေးရဲ့ကျွန်တော်ကတိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့လူငယ်တစ်ယောက်ပါပြီးတော့ကိုယ့်လူမျိုးလည်းဘယ်တော့မှသစ္စာမဖောက်ဘူး ယုံပါလေကွယ်ယုံပါလေ
ဒင်းတို့အာမရန်ပြောရမယ်ဆိုရင်လူယုံမှာလက္ခဏာ၁၁ပါးမှာတပါးမှာလွတ်တဲ့ကောင်တွေမဟုတ်ဘူးကွအနည်းဆုံးပြောရမယ်ဆိုရင်အကျဉ်သူသည်ရွာကြီးရွာငယ်မင်းနေပြည်တော်တို့ကိုဖျက်ဆီး၏ခြံရံပိတ်ပင်တားဆီး၏ရွာဖြက်ပြည်ဖြက်ဟူ၍သိထင်၏ထို့သူအားသူရုပ်ဟူ၍သိအပ်၏ဆိုတဲ့တောင်ဖီလာဆရာတော်ဘုရားကြီးရဲ့ဆုံးမစကားအတိုင်းပေါ့ကွယ် ဟုတ်တယ်နော်ဦးလေးသူတို့တွေကကျွန်တော်တို့တိုင်းပြည်ကိုမတရားကျူးကျော်တယ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကထွက်သမျှတန်ဆာတာကိုလည်းမတရားသိမ့်ပိုက်တယ်ပြီးတော့စီလုံးနေတဲ့ကျွန်တော်တို့တိုင်းသားတွေကိုလည်းတွေးခွဲပြီးတော့အုပ်ချုပ်ဒီလိုတော်တော်ရုံမာတယ်လူကြီးဗျာ ဒင်းတို့ရဲ့ရုံမာချက်တွေကပြောလို့မကုန်ပါဘူးကွယ်ဒီမှာဘာတူဦးလေးကပြင်းပြင်းနဲ့ပို့တူကူသားလို့ဖြစ်သွားပြီပြီးတော့ဒီဦးလေးကတမင်တူစားပြီးဆက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဦးလေးနဲ့စကားအများကြီးပြော ဒီကောင်ငါတို့ short တော့မီလို့ခံလိုက်ရတာဘာချေမင်းနဲ့ငါတွေးကြသေးတာ အေးကွာဒီကောင်တော်တော်လက်တံပြောင်းနေကွာ ဟာမင်းမစကြည့်ရကွာဟာရှက်ကမင်းတို့ညမနဲ့ကောင်ပဲကွာ မင်းကွာကျင်တော်ကိုစော်ကားတာပဲကွာမင်းကွာစဉ်းစားလဲလုပ်ပေးတာ ဟာမလုပ်နဲ့ကွာမကြိုက်ဘူးကွာ မင်းတို့နှစ်ယောက်လည်းကွာမတွေ့လိုက်နဲ့တွေ့လိုက်တယ်အများကြီးရံဖြစ်နေကြတာပဲကြောင်နဲ့ခွေးကြတာပဲအများကြီးကြိုက်နေကြတယ်ဟမ်ဘယ်လိုမြင်လာလဲဒိုင်ယာတွေပဲဘာချစ်ကွာမရှိဘူးရွာထဲသွားမယ်ဆိုလို့ငါတို့ကတားတာအဲ့ဒါငါတို့ထိုးရတယ်လေဟာဒါဆိုဒီဒိုင်ယာတွေကဘာချစ်လဲချက်ဟုတ်လားဟုတ်တယ်မင်းတို့ကွာတော်တော်ညံ့တဲ့ကောင်တွေကွာနှစ်ယောက်တယောက်ခန်းရတယ်လို့ ငါတို့က short တော့မီလို့ပါကွာဒါနေစမ်းမမင်းတို့ကဘယ်သွားနေအရေးကြောင်းစကားမှတယောက်မှမရှိဘူး ဟုတ်တယ်တော်တော်အားကိုးရတဲ့ကောင်တွေရန်သူကငါတို့တတ်သွားရင်ငါတို့လောက်မဲ့မမြင်ရမှာငါတို့လည်းကိစ္စရှိလို့ပေါ့ကွာမင်းတို့အသုံးမကြတာကြောင့်မပြောဘူးငါတို့ပဲလားအပြစ်တင်နေ အေးလေကွာမင်းတို့ကိုညံ့တော့ကိုဝင်မခံဘူးဘာချစ်တယောက်ထဲတော့မှနိုင်အောင်ထိမထားနိုင်ဘူးဆိုမင်းတို့သုံးမကြလို့ပေါ့ကွာ အသုံးကြလားမကြလားသိရအောင်မင်းတို့နဲ့ငါနဲ့တွဲနေစမ်းကြည့်ဝေးမနဲ့ဆိုတာတစ်ဖက်ကအခြေအနေကိုကြည့်ကြမလို့ပြောလို့မရဘူး ဖေမင်းလက်ရှိရှင်တွေကတက်တယ်ပဲကွာမင်းဟောက်ရှင်းမလို့လားတောက်ချရအောင်လားထက်လာ ခဏလေးကွာ ဘာရှင်းလို့ မင်းပြလာတယ် ပြောပြီးခင်ဗျားတို့လက်ထဲကိုမြေပုံပေးပြီးမှပြန်ပါမယ် ဘာချင်မင်းကဘာကြံရှိနေ ဟုတ်တယ်မင်းမဘာကြီးရွက်ချက်တွေရှိလဲဆိုတော့ငါတို့သိဖို့လိုလားမင်းယောက်ျားပဲကွာငါတို့ပွင့်လေးပြောသမှာ ကျုပ်ကခင်ဗျားတို့ကိုညီကိုလိုတန်အောင်စင်ဖြစ်နေ ဒီမှာရအောင်အဲ့တန်ရောစင်ဆိုတာကြီးကိုလေငါတို့လုံးဝမရှုံဘူးမင်းတကယ်ရန်နာမြေပုံပေးချင်တယ်ဆိုရင်အခုပေးပြင်ပြန်တော့ ဟုတ်တယ်ဘာချစ်ဆိုတဲ့လက်မချုပ်ခင်လမ်းခွဲသွားတာအကောင်းဆုံးပဲကွာနောက်တစ်ခါပြန်ဆုံတော့လေအဆဆရအဆင်ပြေတာပေါ့ကွာအဲ့ဒီလိုမှမဟုတ်ရင် ကျုပ်လည်းဗျာအခုချက်ချင်းကိုခင်ဗျားတို့ကိုပေးချင်ပါတယ်ဒါပေမဲ့အတိအကျစီမံနေနဲ့လှုပ်ထားတဲ့ခါကျတော့နက်ခတ်ဆောင်ဆောင်ရတယ်ဗျာအဲ့လိုမှမဟုတ်ပဲစိတ်လောပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်မြေပုံကအလိုလိုပျောက်သွားမှာနော်တော့ကြာအဖိုးတန်ရန်နာပစ္စည်းတွေဆုံးရှုံးသွားပါအောင်ပဲဗျာကျုပ်ကိုခင်ဗျားတို့တမျိုးမထင်ပါနဲ့ ဖြစ်နိုင်တယ်ကွာရှေ့လူကြီးတွေကအသေးချာတွက်ချက်ပြီးမှစီမံတာလို့ငါကြားဘူးလေရေဒနာတွေဆုံးရှုံးလို့တော့မဖြစ်ဘူးနော်ရေဒနာတွေရမှငါတို့ဘဝပြောပြီးကောင်းစားကြမှာကွာ ကျုပ်လည်းခင်ဗျားတို့ကောင်းစားတာကိုမြင်ကြပါရဲ့ဗျာအဲ့တော့ကျုပ်မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လုပ်ပေးမယ်ခင်ဗျားတို့လည်းဝိုင်းကူပေါ့ဗျာလောလောဆယ်တော့အဲ့ဒီရန်နာမြေပုံကိုဟိုရဖို့အချိန်လေးကိုစောင့်နေနေနဲ့ကျုပ်တို့ဘိုက်တီဖြစ်ကြတာပါကျုပ်ကဒီမှာကြွားတဲ့ရိတ်ခိုင်ပါလားလာပစိန်လက်နဲ့ဆိုအာလန်ကြောင့်ပန်းမှာဖြစ်ရဖြစ်ဖြစ်ဟာဖေရပါကမင်းကဒီကောင်ဆရာလုံးသမီးဖွင့်နေဟုတ်လားဒီတော့သုံးမချတဲ့ကောင် ကျုပ်ကဆရာလို့တော့မဟုတ်ဘူးသူလိုအပ်တာလေးတွေကိုကျုပ်ကဖြည့်ပြီးတယ်ပညာချင်းဖလှယ်တယ်ပေါ့ အဲ့ဒါမင်းကပညာရေးဖြစ်နေ ရပါလေ 手。
လက်ရတော့တိတ်ကွာတယ်ပေါ့ဘာချစ်မင်းတိတ်တော်တယ်ငါတို့အားလုံးနဲ့ကိုမင်းပို့တော်တယ်ကွာ ဟုတ်တယ်အဲ့တော့ငါလည်းထောက်ခံတယ်ဘာရှိမင်းပညာတယ်ငါတို့သင်ပေးပါလား တင်ပေးရတာအရင်မကြည့်ပါဘူးဗျာဘယ်ပညာရက်မဆိုတင်ယူတတ်ဖို့ပဲလိုတယ်ကျွန်တော်ခင်ဗျားတို့အားလုံးကိုလူတော်လူကောင်းဖြစ်စေချင်တာအေးလူတော်ပြီးတော့မကောင်းဘူးဆိုရင်လေလူယုံမှာဆင်းရင်ဝင်သွားမှာနော် စိတ်ချပါကွာငါတို့စူးစမ်းပါပါဟိုငါတို့လူရင်းမှာလည်းအဖြစ်မခံနိုင်ပါဘူးကွာ တန်ဆွမ်းနူးပြိုနေတဲ့ခင်ဗျားတို့ရဲ့ဘဝတွေကိုအကျိုးရှိရှိအသုံးချမယ်ဆိုရင်တော့ကျုပ်ပညာခင်ဗျားတို့အားလုံးသင်ပေးမယ်အဲ့တော့ခင်ဗျားတို့တွေအားလုံးတေချာစဉ်းစားဆုံးဖြတ်ပြီးမှကျုပ်ကိုအဖြစ်ပေး စားကြတော့ထပ်မှာကြတော့တက်အာရရင်တော့ခဏလေးနော်ကဲပါဒီတော့တက်ရောဟာတက်ရမေလို့အရင်စားရတာစားကြည့်ဟာလာပြီတော့အပြည့်လေဟာဟိုမှာအရင်စားတော့တာလေဟာလာပြီတော့အရင်တော့ကဲစားရအားရပါစားရနော်ရင်တော့လို့အောင်ရင်တော့ဟုတ်ကဲ့လာပြီကလာပြီကဲရပါဗျာရေတော့ရမယ်ဘာမှမမီအော်လိုက်ပွဲလေလားအားရမယ်တိုက်ပွဲတဲ့ပြီးတော့အရေတော့ခေအရေတော့နော်လာပြီဗျာဒီမှာအရေတော့လိုက်ပွဲအားလုံးလိုသေးသေးမရှိဗျာနောက်တော့မာကြီးဟာလည်းထပ်မအောင်တော့အားလုံးအဆင်ပြေစေရမယ်စကြဟိုဒီဘက်လိုက်ပွဲပြောအောင်အသားကြီးဟာလာပြီဟုတ်လားဘယ်တော့ရပြဗီဒီယိုရှင်ရပါလားကြည့်ကြဒီလိုရှင်နဲ့ပြီးအောင်ဟဲ့ဒီငါစိတ်ကိုလည်းဆွတ်မယ်ဒီသေးတယ်လာပြီခေကြောက်ဒီကြောက်ခိုင်းကြပါသူတို့ခိုင်းကြကြောက်ဟုတ်ခိုင်းပါဟိုဘယ်နှစ်ယောက်စားပါလဲဘဝစားပါလားတစ်ခါကြီးစားပါလားဘာတကားရလာတော့တော့ရမှာတော့ရောက်သားပါပေါ့ကွာ ဟုတ်ကဲ့ဗျာဟိုဘာရင်းနဲ့စားကြတယ်မသိ ဟဲ့ဒီဆိုင်မှာရှိတဲ့ဟင်းကောင်းတွေအကုန်ချ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါအေးဟိုတော့စားပါလေအဝစားပါဒီဆိုင်မှာရှိတဲ့ဘေးကြီးတော့ခဲ့အောင်ဟုတ်ကဲ့အနည်းတော့အားရတယ်နေတယ်အားနေတယ်လာပြီဒီမှာရရပြီလူရတာပဲဗျာဒီချက်သားရတယ်ဒီဆိုင်ရဲ့နာမည်ကြီးကိုချက်သားသိရသေးလေးဗျာဟဲ့ဟာနင်းလာတယ်ကွာချက်ကနေယူလာလေးနင်းလာရေတော့ကြောက်ဟာရေတော့အရေတော့ပဲ အကြီးသားကမရှိရဘူးလေကိုနေပါရဲ့ အရေတော့ကုန်နေပြီတဲ့အဲရင်သွင်းလေးနဲ့ပဲမျောချလိုက်ပါနော်ဟဲ့ဖြစ်မလားကွာပြီးတော့ထမင်းရောက်သားတယ်ထမင်းရောက်သားတယ်ဆိုဟင်းကိုသုံးချဒီမှာငပိတို့တာမသွားကြည့်တော့ ရှိတယ်တော့ဒီမှာငါအရင်တော့ဟင်းတော့ဖယ်ထားတယ်ကွာရှယ်ပဲအခုရမယ်ခဏလေးပဲစောင့်အကောင်းဆုံးဖြစ်စေရမယ်အဲ့တဲ့တွေစားသုံးတွေညောင်လုပ်ပေးရမှာပေါ့ဟာငါလုပ်ပေးမယ်လားညအကလက်စင်းတွေဘာလို့မလဲပညာပေးလို့တန်ဆိုင်ပါရှာတယ်ဟုတ်တယ်ဘာလို့လဲလာပြီကြာရေးလာပြီဒါသုံးဆောင်လာဒီဟင်းကြော်လေးဒီနေ့ဒီဆိုင်ပဲရှယ်ပဲဗျာကြာသုံးဆောင်ကြည့်လိုက်နော်
တော်တော်ကောင်းတဲ့ဟင်းကြိုကွာတော်တော်အရသာရှိတာပဲကွာဟုတ်ရဟုတ်တယ်ဟုတ်ပါဆရာကြီးဒီဟင်းကြိုဒီဆိုင်မှာအကောင်းဆုံးပဲနော်ဒီနေ့အကောင်းဆုံးအဲ့တော့ဟင်းကြိုလည်းစားတယ်ကျန်တဲ့ခိုင်နော်ဖြစ်မလားကွာဒီလောက်ကောင်းတော့ငါလည်းစားပါပေါ့မင်းကဘူးမြစ်ပတ်တော့ကြံကြံလေးကိုပြစ်ပတ်ရဲပေါ့ကြည့်ကြတယ်တော့မင်းထောင်တဲ့ကောင်ကြောင့်မမင်းကိုလည်းပြန်မိနေတော့နော် လူတော်တင်သေးတာပဲပေါ့ဟာပြီးပါပြီးဖတ်ထောင်ကြောက်နေပါပြီးအကောင်ကြီးပြီးအာကြောက်ကြပါလားကျွန်တော်ကြောက်ပါလားဟာကြောက်နေပါသူပြီးရပါဟာပြန်ရပါပြန်ရပါဒီမှာလာလာလေဖျောက်နေတယ်ကွာနားရပါပြီးပြန်လာသူမင်းလာပါဒီဟောဒီဟောကျုပ်သိပါဗျာဟိုသူ့ကိုဘာမှမလုပ်ပါနဲ့ဗျာဟိုကြောက်အမခံပါတယ်ဝိုင်းပြီးတော့ကျိုးပြီးလေပါကြောက်ဗျာဝိုင်းပြီးပါလှုပ်ထုတ်ကြပါလောက်ပါဗျာကျွန်တော်လူကောင်းပါလားကျွန်တော်ဘာမှမဟုတ်ဘာချေငါတို့စကားလူသိခံလို့မရအောင်လေသူ့တို့ဘာပါလဲသူကသူ့တို့အဲ့နဲ့သူ့တို့ မင်းတောင်းဝင်ပြီးတော့ခေါင်းတော့လာမပတ်သက်နေတယ်ဒါကစကားကြောင်ဒီလိုပြောပုံရတယ်စဉ်းစားစရာအချက်ဘာချစ်ဘာတွေကျင်အဲ့ဒီလူစိမ်းကဘယ်သူလဲမင်းရ မင်းတို့တွေကလည်းထောင်ချောင်းမိနေတာကိုတည်တည်ချာချာမစစ်ဘူးအခုတော့ငါတို့ကခေါင်းချောက်စားဖြစ်ကုန် ။ဘာလဲအဲ့ဒီကမေးမလို့ပဲကွာ။ဟိုဘာချစ်ကအတင်းအာမခံနေတယ်ဘာမှမေးလို့မရလိုက်။ငါစိတ်ထဲထင်နေတစ်ခုတော့တစ်ခုပဲ ရှည်ရှည်ဝေးစဉ်းစားမနေပါနဲ့ကွာရှည်ရှည်လေးလေးသိရင်ဘာရှိကိုခေါ်မေးလိုက်ပေါ့ကွာ ဟာကျုပ်ကဘာမေးမလို့လဲဗျဟိုမေးမယ်ဆိုရင်လည်းနောက်မှမေးဗျအခုဘိုက်စာကြီးထမင်းစားကြ ။ညာဘာချစ်မင်းအကြောင်းပြချက်တွေလာမပေးနဲ့။မင်းတို့ငါတို့လေးယောက်ဝေးကြရှင် ။ဟုတ်တယ်ပါချစ်။မနေ့ကမင်းကိုလူသိန်းရှင်းမှာပို့လို့ငါတို့နားလည်းမပြီးတယ်။ဒါပေမဲ့အခုတွေးနဲ့မင်းပေါ်တန်ရရရှိလာ။မရှင်း ။ဖျားပါချင်။မင်းဘာမဟုတ်တာတွေလုပ်တာလို့အဲ့လောက်တော့ပြီးရင်းနေ။ငါတို့မင်းတို့တော်တော်စိတ်ရှိထားရတယ်နော် မင်းငါတို့စိတ်လျှော့အောင်မလုပ်နဲ့နော်မင်းကိုကောင်းကောင်းမင်းနေကောင်းကောင်းပြီ ကျုပ်တို့မျိုးမထင်ပါနဲ့ဗျာမနေ့ကလာတဲ့လူကလည်းခင်ဗျားတို့အနေနဲ့ပေးမဲ့လူမဟုတ်ပါဘူးတခြားကိစ္စပါ ။တခြားကိစ္စဆိုတာဘာလဲ။အဲ့ဒီကိစ္စကိုငါသိချင်တယ်။မင်းဘက်ကရိုးသားတယ်ဆိုရင်အမှန်တိုင်းပြောရမှာ ပြောမှာပါဗျာကျုပ်ကအားလုံးစီစဉ်ပြီးမှခင်ဗျားတို့ကိုပြောပြမလို့အခုတော့ခင်ဗျားတို့ကတိတ်တိကျင်နေပြီဆိုတော့လေကျုပ်အခုပဲပြောပြမှာဗျာကိစ္စတခြားမဟုတ်ဘူးအခွန်ကောက်လာတဲ့ပလိတ်တက်ဖွဲ့တစ်ဖွဲ့ကဒီတော်လန်းကနေဖြတ်ပြီးပြန်လာမှာအဲ့ဒီတင်လာပြီ ဘလို့ပလေးဖွဲကအခုံးကောက်ပြီးဒီလန်းနေလား ဟုတ်တယ် ဟာတော်တော်ပတ်စံနေမြိုက်ပါလားဗော သိသိကြတာပေါ့ဗျာလူကုန်လေကုန်တွေကောက်လာတာဆိုတော့တက်ဆန်ကိုတစ်တာလိုက်ကိုပါလာမှာ ။အဲ့ဒါဆိုတော့အတော်ပဲကွာ။ကြားနေတယ်ငါလည်းတွေရားလာ ။အဲ့ဆိုအမြင်ဆုံးစီစဉ်လိုက်ကွာ။ဘာလဲငါခေလေးရဲ့ထမင်းတိုင်လို့အကြီးပြောင်လုပ်ပေးလိုက်ချင်တာကွာ ။ငါလည်းတပွဲတည်းတွဲချင်နေတာကွာ။တိုးတက်လာတဲ့ငါပညာဆုံးငါပြချင်နေတာ ဒါဆိုရင်ငါတို့ရဲ့မယိုးနိုင်တဲ့လူကြီးကိုလုပ်ခွင့်ရပြီမင်းတို့လည်းပါချင် တပတ်ခါမနဲ့ ။ပလေးတွေဒီလန်းလာမယ်ဆိုဒိတ်တယ်လို့လား သိကြတာပေါ့ဗျာကျုပ်သတင်းရတာဘယ်တော့မှမပေါ့ ။ပလေးတွေမှာပတ်စံတွေအများကြီးပါလို့တော့ပတ်စံတော့ပြေပြီကွာ အဲ့ဒီပါမင်းဆန္ဒခရီးကိုနောက်ဘူးကြီးပေးဖို့မင်းတို့နောက်ဘူးကြတယ်ငါတော့ငါပတ်စံတွေဝေစုရလို့တယောက်တည်းစပေးမယ်တောက်ပေးမယ် ။အဲ့ဒါမင်းနဲ့ငါတို့တူသွားပြီကွာ။ဟိုအစားတော့လူနေတဲ့လေ
ဒါပေမဲ့ကိုကြားစိတ်ကတော့တောက်တော့ထိုင်တော့ အေးပါ ငါတော့အဲ့ဝေစုရရင်အင်ကြီးတွေဘောမပြတော့မှာပေါ့အခုနေဝေစားတွေကဝိတာကြိုက်ပြီးဆိုတော့စိတ်ထဲမတန့်တော့ ဟဲ့တော့အဲ့ဒါဆိုရင်မင်းဝဆိုင်ငါ့ကိုပြီးကွာနော် အလကားရမလားကွာမင်းကလည်း ကလေးတွေလက်ထဲမှာပတ်စံတစ်တားကြီးပါလေရောပတ်စံတစ်တားကြီးပါဟာလေပြေးဒီလက်ထဲမှာတနက်တွေလို့ပါတနက်မယ်ပြေးတယ်ဟုတ်တယ်ကွာတနက်မယ်လို့ရှိရင်စနွေးမုတ်သိလို့မရဘူးတဲ့ဒီဘက်မှာဟဲ့ငါမပါတော့ဘူးကွာဟာမင်းတို့ကလည်းကွာတနက်ဆိုပြည့်ကျင်တယ်ပြည့်လို့ရတာမဟုတ်ဘူးကွာကြည်ထည့်ရသေးတယ်မောင်းတင်ရသေးတယ်ပြီးရင်တစ်ခါပြည့်မှတစ်ချက်ပဲရတာအဲ့ဒီတစ်ချက်ကိုငါတို့ကလွတ်အောင်ရှောင်နိုင်အောင်ပါကွာငါတို့ကလူတွေလေကြီးစံလောက်မမြန်ဘူးဒီဘွဲမှာငါတို့မပါတော့ဘူးကွာ ဟုတ်တယ်ကွာဟိုဒါတာချင်းတို့ချင်းဆိုငါဘယ်နေရောက်ဖြစ်ရင်ဆိုင်ရတယ်ဟိုကတနက်တည်နေကွာဒီစီကိုဖျက်လိုက်ပါတော့ကွာ ဟာမင်းတို့အဲ့တော့ကြောက်နေလဲနေခဲ့ကြကွာဒီမှာတတိရှိရဲ့ယောက်ျားဆိုတော့နေမရွေးဘူးကွာအဲ့တော့မင်းတို့တတိရှိကောင်လိုက်ခဲ့တတိမရှိကောင်နေခဲ့ဘာချစ်ဆိုလဲကောတော်တော်တတိပတ်စံတစ်တားကြီးပတ်စံကြပါဘူး ဘလို့လဲကြောက်ပေးရတဲ့မှန်တယ်ဟုတ်လား ဘာချစ်မိဖုရားနေလို့ပြန်ပေါ်လာတယ် ဟဲ့ခုနဝဲအောင်နဲ့အစွမ်းပြတဲ့ဘုကိုဖဲကွာလေအေးကွာ ဟိုသူလန်းသူသွားလာနေမှာပေါ့ဗျာဟိုခဏလိုချင်တဲ့ပတ်စံရရင်ပြီးရွယ်ဥစ္စာ ဟာပြီးလို့ပဲပြင်မလဲကွာအဲ့ဝေးရုံနဲ့ဆိုငါတို့မတွေ့ကြအောင်ရှာမယ်သူ့စီကငါတို့ပြင်ရရွက်မယ်ဟုတ်တယ်မလား ဟုတ်တယ် အေးဒီလူကတော်တော်တက်လူကွာဖြတ်ကနေနေရပဲဒီလူကတကယ်လူသွားအောင်ဆေးကွာ ဟာလာကွာလာကွာလိုက်ကြပါ ဟိုရှောင်းရတဲ့တော့ဗျာဒီမှာကျုပ်တို့လည်းလိုချင်တာရပြီပဲဟိုတော့ကြာဟိုတခြားလူတွေမြင်ပါရင်မကောင်းဘူးဗျဒီနာကျုပ်တို့မြင်မြင်ခွာမဖြစ်လာလာ ဟုတ်တယ်ဟေးယာချမ်းသာပြီကွာ ချမ်းသာပြီကွာချမ်းသာပြီပတ်စံကိုတိကျလိုက်ကိုရလာငါတို့အလုံးချမ်းသာပြီခဲလေကိုမင်းစီအရောက်လာခဲ့မယ်ကိုကြုံဖို့သာပြီးပြီတော့ကွာ ကဲဘာချီထုံးစံတိုင်းမင်းမဲ့ဝေကွာဒါပေမဲ့အညီမြတော့ဖြစ်ပါစေနော် ခဲအဲ့ဒါဆိုရင်အပေါ်အဘုံကိုငါတို့9ယောက်ညီတူညီမျှခွဲမယ်အောက်ကဘုံကိုတော့ဝေးယုံနဲ့လူစမ်းကောင်းကြီးဆန္ဒတိုင်းငါတို့ဆောင်းရပေးလိုက် ဟာဘာချစ်အဲ့ဝေးအောင်နေတဲ့လူစွမ်းကောင်းကိုငါတို့ကလိုက်ရှာမယ်ဆိုတော့မင်းကအရှောင်မခံအခုမှသူ့ဆန္ဒတိုင်းဆောင်ရွက်မယ်လေးပါလေးနဲ့ဟဲ့အဓိပ္ပာယ်မရှိရင်မပြောနဲ့နော် ဟုတ်တယ်ဗျကျမင်းလူလည်းမကြနဲ့ဒါမျိုးတော့မရဘူးကွာဝင်းအောင်နဲ့လူစွမ်းကောင်းကိုငါတို့လေးစားအားကြမှန်းသိလို့မင်းအကြောင်းပြပြီးတော့ဖြိုက်ဖို့ကြိုးစားတာမလားဒါမျိုးမလို့စမ်းပါနဲ့ကွာဟုတ်တယ်ဗျကျမင်းငါတို့အညီမြခွဲဝေပြီးနော်မင်းတည်ရပြီးစီစဉ်လို့ပို့လို့ခြင်းနဲ့ဆိုရင်ပြီးတော့မှငါတို့စီခွဲယူ ဟုတ်တယ်ဘာချစ်ဘယ်အမှန်မသိတဲ့လူအတွက်မင်းတဝက်ယူတာတော့မတရားဘူးဟဲ့အဲ့ဒီလူကမင်းကိုဘာမှားသွားလို့လဲမှားသွားရင်ငါတို့အားလုံးသိမှာပေါ့ကွာပြီးတော့မင်းတိုက်ပွဲကြားထဲမှာမင်းပျောက်သွားတာနော်မင်းငါတို့လူလေလာမလုံနဲ့ ခင်ဗျားတို့ကျုပ်ကအဲ့ဒါအထင်မှားတာပဲဗျဒီပတ်စံတွေကိုလည်းကျုပ်ယူမှာမဟုတ်ပါဘူးခင်ဗျားတို့ပြောတဲ့လူသားကောင်းကြီးနဲ့ကျုပ်နဲ့မတွေ့ပြီမယ်သူ့ရဲ့ဆန္ဒကိုကျုပ်သိခင်ဗျားတို့ပီတိရဲ့အရာလာကိုသိ
မြည်ကြည့်မလား ဟဲ့ပီတိတော့မသိဘူးငပိပဲသိတယ်အဲ့ဒါတော့မှခေထောင်းတဲ့ငပိကိုပြောတာ ဟာအရင်အမေကတမျိုးကွာဒီမှာပတ်စံကိစ္စကြောင့်ပြောနေတယ်ကွာဒီကြားဟိုကောင်လည်းငါတို့မသိတဲ့ပီတိကြောင့်လာပြောနေ ဟုတ်တယ်ပါချင်းမင်းငါတို့နားမလဲတဲ့စကားလုံးတွေနဲ့လှည့်ပြဖို့မကြိုးစားနဲ့ရှင်းရှင်းလင်းလင်းပြောစမ်းပါကွာ မင်းပြောတဲ့ဗီဒီယိုဟိုငါကြားဘူးတော့ရှိတယ်ကွာအရသာတော့မသိဘူးချိုးလားချင်းလားဒါမှမဟုတ်ဟိုဆက်လားခါလားအနည်းဆုံးရတာတခုပြောစမ်းကွာ ချုပ်ပြောရဲ့ PD ကခမရပြောတဲ့အရာသာတွေတခုမှမဟုတ်ဘူး PD ရဲ့အရာသာကောင်းလုံးလို့ခမရတို့ခံစားစေချင်တာပြီးတော့ခမရတို့လှည့်စားဖို့လဲကျုပ်တစ်ခါမှမကြိုးစားပါဘူးဗျာ လှည့်စားတာမဟုတ်ရင်မင်းပြောတဲ့ပီတိဆိုတဲ့အရာသာဘလောက်ကောင်းလို့လဲပြီးတော့ဒီပိုက်ဆံတွေကမင်းအတွက်မဟုတ်တာသိကြတယ်နော် သိကြပါတယ်ဗျာ PD ဆိုတာမျှဝေခံစားရတဲ့ကြည်နူးမှုကိုပြောတာဒါလည်းကိုယ်တိုင်ခံစားရမှသိတာဗျာအဲ့တော့အဲ့ဒီ PD ရဲ့အရာသာကိုခမရတို့အနက်တန်တုတ်ပွေတာ ငါတို့ဒုက္ခသူကယ်လိုက်ပြီကွာခုမှပဲငါအကျွေးကြေးကုန် ဟုတ်တယ်ကွာငါလည်းပစိခံနေတာကြာခုတော့ကောင်းကောင်းပြင်နေတာကျွေးပြီးတော့ပစိခံရတော့မယ် အေးကွာငါတို့ရွာဦးကျောင်းကပြက်နေတဲ့သင်းညာလေးလေခုမှပဲတရားလုံးစုပေါင်းပြီးပြင်နိုင်တော့တာကွာ အေးကွာကောင်းကောင်း ဒီသားမသိမ်းပါကျမပါလေချမ်းသာပါလေကွာ အဲ့ကောင်ဒီလာကြောက်ကွာလူကကြောက်လို့ပြောဒီကနေပြီးပြန်ရမှာတကယ်ကြီးကလာပါပြီကွာ ဘယ်လိုလဲဗျအခုမြင်တွေ့ရတဲ့မြင်ကွင်းတွေကိုကြည့်ဘောဒီကတော့ဘယ်လိုလဲဒီကွာ ဟိုငါရင်ထဲမှာလေဘလို့မှမသိဘူးကွာသူတို့ကြီးပြောနေလို့ပဲ ရင်ထဲကခံစားချက်ကတော့ပြောရခက်တယ်ကွာမြင်ရတာနဲ့နေစိတ်ချမ်းသာလိုက်တာဘာကြီးမင်းပြောတဲ့ပီတိဆိုအဲ့ဒါကိုပြောတာလား မှန်တာပေါ့အတ္တကင်းကင်းနဲ့မျှဝေခံစားပြီးကူးဆက်လာတဲ့ကြည်နူးမှုဟာဘယ်ရာနဲ့မှလဲလို့မရတဲ့ PD ဆိုတဲ့အရာပါပဲပြီးတော့ဘယ်ခံစားမှုမျိုးနဲ့မှလည်းပြောင်းလဲပြီးခံစားလို့မရ ဒီရတာစိုးစီးမသိရနားတာပဲလူချင်းနိုင်မရတဲ့အရာတာပီတိရဲ့အရာတာပဲ ရွာထဲကလူတွေကလူကောင်းတိမ်တော်တိမ်တော်ပြောနေတာအဲ့ဒီလူကောင်းတိမ်နင်း ဒီစုံတဲ့ဆောင်ပါလားဒီနာရပြုံးလို့ရှင်လို့တို့လေတွေ့ရလုံးကပြောတယ်ခုဆက်နေကြပြီ ပြောမနေနဲ့ခေအပျော်လို့မလို့လေရင်ထဲမှာဘာဖြစ်လို့ဖြစ်မှန်းကိုမသိတော့ အေးဟာဒီလိုပြောမျိုးတစ်ခါမှမကြုံဘူးစိတ်ချမ်းသာနေတာ ဟုတ်တယ်ဒီစုံအောင်တိန်လွားရဲ့ကျေးဇူးကြောင့်ဒီနေ့ခေတို့ရွာရဲ့ကတရားစီကားဦးမှာအမေနဲ့ခေတောင်မှပဲလေဒီရွာထဲမှာရှိတဲ့မိဘမဲ့ကလေးတွေကိုရှင်းပြနားလာပြီးယူရထားကြသေးတယ် ကြားရတာဝမ်းသာလိုက်တာဗျာဟိုခေတို့အလူတွေဟိုကျုပ်တို့လည်းကုသိုလ်ပါမယ်လေ ငါလည်းပါမှာဗောငါလည်းလူမဲ့ခေဒါမှနောင်ဘွားကြရေဆက်စုံပါ PD ရဲ့အရာသာငါတို့ကောင်းကောင်းသိသွားကြပြီဟာငါတို့ရှာထားမြတ်စူသားမြတ်ဟာအားလုံးငါတို့လှူမယ်ဟာ ငါကတော့အစရနေပေါ်စေတနာထားတာဆိုတော့နင်တို့အလူမှာကုသိုလ်အတူယူကြမယ်လေငါဒီကောင်တွေထဲကိုပို့ပြီးတော့ငါဝေစုပို့လူမယ်ဒါမှရေဆက်ကြအများဝေတဲ့ခါကျတော့ငါတို့ဘဝဆက်တိုင်းပေါင်းဖို့အတွက်ဆူတောင်းလို့ရမှာပေါ့နော် စေနာကောင်းရင်ဆူတောင်းစရာမလိုပါဘူးဗျာအပြည့်ပြီးသားပါအဓိကလှူတတ်ဖို့ပဲလိုတယ်ဗျာ မှန်တာပေါ့ရှင်လောလောဆယ်အကိုတို့အားလုံးခေထမင်းကျွေးခြင်းတယ်ခေရဲ့ဆန္ဒလေးကိုချီးမြှောက်ပေးကြပါဦးနော် ဟာဖြစ်ပါမလားခေဒီကောင်လေးကအရင်စားပုတ်တာ ဟဲ့ဟာသူများလူမပိတ်ပင်နဲ့မင်းပိတ်တာဖြစ်တဲ့တယ်ခီးရစေတန်နဲ့ကျွေးတာမင်းမဆိုင်နေခဲ့ကွာငါခေတော့မလား ဟာဟဲ့ဟာလာငါခေလေကွာဟဲ့ဟာလာဟာလက်လို့လိုက်ရဟာခေရ တွေးနဲ့မင်းကတန်တရားဖြစ်လာလိမ့်မယ်ရွာထဲမှာငါမေးတယ်မေးကုန်မဖြစ်စမ်းကွာ အာဒီကွာနေစမ်းမဟုတ်မင်းကဘာချစ်ကိုဘာမေးထားလို့လဲဘာလို့လဲဘာမှမသိရပါလား
အေးလေကွာငါလည်းတူတူရှိနေမင်းကဘာပြီးတာ ဟေးငါလည်းဘာမေးထားဆိုမသိဘူးကွာဟုတ်တယ်ကွာမင်းကဘာမေးထားလဲပြန်ပြီးပါ မေးဆိုလဲငါမေးရမှာပဲရွာထဲမှာရွာသူရွာသားတွေလေးစားအထင်ကြီးနေတဲ့လူစွမ်းကောင်းတင်လို့ဆိုမင်းမို့လားရဟုတ်တယ်ဗျာကျငါလည်းတွေးမိတယ် PDF ရတော့လက်တွေ့ပြမယ်ဆိုပြီးမနေ့ကငါတို့ရွာထဲခေါ်သွားတယ်ရွာထဲကိုရောက်တော့ရွာသူရွာသားတွေကပင့်တကူတို့ရပြီးတော့လူစွမ်းကောင်းတင်လာနဲ့ဖြစ်နေကြတယ်အဲ့ဒါဘာဖြစ်တာလဲ ဟုတ်တယ်ပါချစ်တရွာလုံးကလူစွမ်းကောင်းတင်တော်ရဲ့ပန့်တကူထုတ်တီရတယ်ဆိုတဲ့အကြောင်းမင်းဘယ်လိုကြိုသိ အဖေကရှင်းပါတယ်ကွာဒီကောင်လည်းလုတ်ခတဲ့ကိစ္စတွေမို့လို့ဒီကောင်သိနေတာပေါ့ဘာချစ်မင်းကိုခက်လဲစမ်းပါကွာမင်းယောက်ျားမဟုတ်ဘူး ဟေးလေမင်းတို့အရင်သိကျင်တယ်ဆိုတော့လေငါပြောပြဟုတ်တယ်ငါလူစွမ်းကောင်းတိတ်သွားမယ် ဒီစမ်းပါအားတို့တိထားတဲ့လူစွမ်းကောင်းတိတ်သွားဆိုတာလူချစ်တယ်ဒီဘာလို့ငါတို့အတူနေရ ဟုတ်တယ်ပါချစ်မင်းကငောင်းနဲ့အတူတူဓမြတိုက်ပြီးတော့ရလာတဲ့ဝေစုကြီးအင်းသားပြည်ကြီးဝေချမ်းပြီခက်ပါရွေးချက် မင်းတို့တွေအားလုံးငါလေးကိုကျုပ်ရဲ့တာဝန်ဟာတော်လန်ရေးအဖွဲ့အတွက်ရိတ်ခါနဲ့ပလိတ်တရဲ့တည်င်းကိုစုံစမ်းရတဲ့တာဝန်ကိုယူထားဒါကြောင့်မလို့မနေ့ကပတ်စံတွေကိုကျုပ်တဝက်ခွဲယူလိုက်တာ ဒါကြောင့်လူစွမ်းကောင်းတိတ်လွာရဲ့ဆန္ဒရလို့မင်းမင်းကပြောခဲ့တာပဲငါတို့အဲ့ဒါကိုမရိပ်မိခဲ့ဘူးကွာငါတို့တော့ညံ့တာပဲညံ့တယ်ဘယ်ဟုတ်ပါမလဲကွာအခုမှဇက်ရည်လဲသွားလို့ပါတိတ်လွာဒါဆိုရင်ဟိုတလောကထောင်ချောင်းမိတဲ့လူတယောက်က အဲ့ဒါတော်လန်ရေးသမားတယောက်ပဲစခန်းမှာရိတ်ခါပြတ်နေလို့ကျုပ်ကိုသတင်းလာပို့တာဒါကြောင့်မလို့ပလိတ်တရဲ့အခွန်တွေကိုလမ်းကနေဓမြတိုက်ဖို့ခမရတို့ကျုပ်စီအောင်လိုက်တာပဲ ဒါမှမဟုတ်ကိုတင်တော်ရဲ့အစိုးရကကျွန်တော်တို့အားလုံးပုံဝင်လင်ပြောလိုက်အခုလိုပြဿနာတွေဖြစ်လာကြအကြောင်းမရှိဘူးလားအခုကျွန်တော်အားလုံးကခင်ဗျစော်ကားလို့ဖြစ်သွားပြီဗျအဲ့တော့ကျွန်တော်တောင်းပါပြီးတော့လေကျွန်တော်ဝေစုအားလုံးခင်ဗျတော်လိုက်တယ်အကုန်ပေးတယ်ဗျကျုပ်လည်း ဟောငါလည်းပေးမှာဘောကွာကျုပ်လည်းပေးမှာပါဗျဒါနဲ့တော့ဝက်ပဲယူနော် ဟာဒီကွာမင်းဘာဖြစ်တာ ငါခရီးလေးအတွက်ချမ်းသာကြီးလို့ပါကွာ အာမင်းတနာယူရတော့မှာကွာ ကဲတနာယူပါ ကိုတွေကပြောကြပါနဲ့ဗျာအခုခမရတို့တွေအားလုံးကျုပ်ကတော်လန်ရေးသမားလူစွမ်းကောင်းတိမ်လွာဆိုတာခမရတို့သိသွားပြီဆိုတော့ခမရတို့တွေရောရှေ့ဆက်ပြီးပါဆက်လုပ်ကြမယ် ဟာကျွန်တော်လည်းရောက်ပါတော့ ကောင်းတယ်ဗျာဒါဆိုတော့ကျုပ်ပင်မခံကြုံနှက်ပါပြီဒီနေ့ဟာနှက်ခတ်ဆုံတဲ့နေ့ပဲဗျာကျုပ်ရဲ့ရန်နာမြေပုံထဲမှာအဖိုးတန်ဗရမ ्या ကြီးလေးလုံးပေါ်တဲ့နေ့ပဲ ဟုတ်ဒါဆိုရင်မိတခါပြောခဲ့တဲ့ရေဒနာမြေပုံဆိုတာမိတော်တဲ့တိတ်လွာမင်းငါတို့လေးယောက်ရဲ့အတ္တတွေကိုတဲမပြီးလိုက်တာပဲကွာ ကိုတင်တော်ပြောတယ်ရင်နာမြေပုံလေးကအဖိုးတန်ဗရမ ्या ကြီးလေးလုံးဆိုတာကျုပ်တို့လေးယောက်ပြောလိုက်တာပေါ့ဟုတ်လား တဲ့ဟုတ်တာပေါ့ဗျာတဲ့ဟုတ်တာပေါ့ ဆရာဒီတိုင်းပဲနေရော ဘာဖြစ်လို့လဲ ဘာဖြစ်ရမလဲဆရာခင်ဗျဒေဝကားတော့ကိုပေါဖို့များနေပြီလို့ဟုတ်တယ်ဆရာခင်ဗျအဲ့ဒီဒေဝကားတော်လေးကိုရင်းနေပြီဆရာဒီကနေတော့ဖြစ်ဘူး ငါသိပါတယ်ကွာဖိုးမဲ့စင်နောက်တစ်လမ်းဆုံးတယ်ငါအကွက်ကောင်းဆောင်နေတာတိတ်တယ်နောက်ဆုံးတယ်စင်နောက်မှကြောက်ပဲရှိရောတလန်းဆိုစူတော့အထိနာတော်စမ်းကွာမင်းပါဇက်ပုတ်ကြီးကိုချီးငုံထားလိုက်ကြက်တရေကိုရုပ်တယ်ဒီမှာခေရငါအတွက်ပဲဖြစ်ရမယ်အဲ့ဒါမင်းနားလဲထား လှမောင်ရှိလားဟဲ့လှမောင် လှမောင်ဆိုတာကျွန်တော်ပါရရှိမယ်ဘာကိစ္စများရှိလို့လဲဟောကြွပါခင်ဗျာကြွပါကျွန်တော်ဘာအမှမလုပ်တော့ဘူးပြီးတယ် မင်းဘာကိုကြောက်နေတာငါကအခုမှဒီနယ်ကိုပြောင်းလာတဲ့ဌာနအုပ်အစ်အေးအရင်ပြောင်းသွားတဲ့ဌာနအုပ်ကမင်းကိုအားကိုးလို့ရတယ်ဆိုလို့ငါမင်းကိုအကူအညီတောင်းမို့လား အော်ပြောပါခင်ဗျာပြောပါကျွန်တော်ဘာကူညီပေးရမလဲပြောပါအားမနာနဲ့တော့ပြောပါခင်ဗျာ ကိစ္စကတော့အရေးကြီးတယ်လားမပြီးခဲ့တဲ့အပတ်ကအခွန်ငွေကောက်ပြီးပြန်လာတဲ့ပလိတ်တွေဓမြအတိုက်ခံအခွန်ငွေတွေလည်းပါသွားတယ်ပလိတ်တွေလည်းအသက်ခံရတယ်ပေါ့ တနက်ပါတဲ့ပလိတ်တွေကိုတော့ဓမြတိုက်ပြီးပတ်စံလူရဲတယ်ဆိုတော့ဒီကောင်တော်တော်တင်ရဲတဲ့ကောင်တွေပဲအင်အားဘယ်လောက်ရှိလဲဆရာ
မသေးပဲကြံခဲ့တဲ့ပလိတ်တယောက်ရဲ့စကားအရဆိုရင်တော့လူက9ယောက်กว่าခေါင်းဆောင်လုတ်တဲ့လူကဝိယုံအမဲကြီးကိုဝတ်ထားပြီးတော့ဓာကြီးလဲကျွမ်းကျင်တယ်တဲ့မင်းကကူညီပါ ဟိုကျွန်တော်ကူညီချင်ပါတယ်ခင်ဗျာကူညီချင်ပါတယ်ဘယ်လိုကူညီရမလဲဆိုတာတော့ပြောပါဗျာမင်းရှိပါ လွယ်ပါတယ်ကွာမင်းတို့ဒီရွာမှာလူစိမ်းတွေကိုအထူးသတိထားဖို့အေးတခြားရွာမှာလည်းလူစိမ်းတွေအဝင်အတွက်ရှိမရှိကိုစုံစမ်းမှုအတွက်ငါတာဝန်ပေးပြီးပါပြီ အဲ့ဒါတော့ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဖြစ်ပါတယ်အခုတလောကျွန်တော်တို့ရွာမှာထူးခြားဖြစ်စဉ်ဆိုလို့လူစွမ်းကောင်းတိန်လွားဆိုတဲ့လူကမရှိစင်းရဲသားတွေကိုပန်းသူပတ်စံတွေဝယ်ပေးသွားပါတယ်ပြီးတော့လူစွမ်းကောင်းတိန်လွားဆိုတဲ့လူကလည်းဓာရေးသိက်ကောင်းတယ်လို့ကြားပါတယ်ခင်ဗျာ မင်းပြောတဲ့အတိုင်းဆိုဒီတရခန့်ဟာတိန်လွာလို့တော့မှကောက်ချက်ချလို့ရတယ်ဟာမမင်းတိန်လွာမဟုတ်လား တိန်လွာကိုကျွန်တော်မမြင်ဘူးပါဘူးခင်ဗျာလူများတွေပြောတဲ့ကြားလို့ကျွန်တော်ပြောတာပါပြီးတော့ပန်းသူပတ်စံကိုလည်းကျွန်တော်မရပါဘူးခင်ဗျာကျွန်တော်ကထူးခြားဖြစ်စဉ်ပဲပြောတာပါ ထားပါတော့ပါထားပါမင်းတို့ရွာကိုလူစိမ်းတွေအဝင်ထွက်ရှိလား လူစိမ်းရှိတယ်ဆရာရှိတယ်2ယောက်တောင်ရှိပါတယ်ဆရာရွာထဲကတမင်းဆိုင်ကိုအဝင်ထွက်လုပ်နေကြတာပါ အဲ့ဒီတရင်တန်မိုးရှိတယ်အဲ့တော့ကွာမင်းနီးမင်းဟန်နဲ့အဲ့ဒီလူစိမ်း2ယောက်ကိုဖမ်းပြီးတော့စစ်ငါကတော့ထူးကြမယ်လို့ထင်တာမင်းမနိုင်ရင်ငါတို့အချိန်မီလာခေါ်လို့ကြားလားလို့လေဒီတောက်ဝင် ယူနေပါလေဆရာကျွန်တော်အဲ့တာဝန်ယူနေပါလေဆရာအခုလိုတာဝန်ပေးရတဲ့အတွက်လည်းကျွန်တော်အရင်ကူညီပါလေဆရာရဲ့ ကြိုးစားပါလားမောင်ရမင်းတို့အချီးနှီးဖြစ်ကြရတာမင်းတော်ရင်တော်တယ်ငါချီးနှီးကဲငါတခါတော့ပြလိုက် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ ကြည့်လေလို့စင်ဒီဝါနဲ့အကအိမ်ဝါနဲ့ပတ်သက်မှုမရှိနိုင်ဘူး ငါသိပါတယ်ကွာငါသဘောပေါက်ပါတယ်ဒီကောင်တွေကတိန်လွာနဲ့မပတ်သက်ဘူးဆိုတော့ငါရဲ့ခရီးလေးနဲ့လာပတ်သက်တယ်အေးအခုငါဝင်ကိုရောက်လာပြီဒီပါနောက်ကိုဒလန်စုပ်ထားတဲ့အဆွေနဲ့ကိုပြင်းပြင်းနဲ့ထိုးပြအောင်ပါမင်းတို့စောင့်ကြည့်နေ ကြီးကြက်လေလို့ဆရာမနာရတဲ့ခေပန်းကိုရှူးရှူးနဲ့ပန်းလို့ဖြစ်နေမယ် ဟဲ့အောင်မတတ်နိုင်ဘူးကွာပန်းသိရင်ပန်းရမှာပဲဒီမှာခရီးကိုစောင့်တဲ့ဒေဝဆိုတဲ့ဘလူးငါရှူကြောင်ယူကြောင်ဖြစ်သွားစရာမင်းတို့စောင့်ကြည့် ဒါဒီမှာမင်းဘယ်ဘက်တွေရောက်ခဲ့လဲဟာရောက်တဲ့နေရတော့စုံပါပဲဦးလေးဟာဟောနဲ့ဦးလေးကိုဒီရက်ပိုင်းမှာဟာဒီရွာနာဝေးစီမှာဗာတဲ့ သူ့တော့ထူးတယ်ကွာဒီနယ်ဘက်ကိုလူစမ်းကောင်းတိမ်လွာရောက်လာပုံရတယ်ရွာတွေကိုပတ်စံဝေတယ်လို့ကြားတယ် ဟာဒီတဲ့ရက်ကျွန်တော်ရွာထဲဝင်လာခဲ့တာကြားခဲ့ပြီဦးလေးအဲ့ထက်ထူးတဲ့တဲ့ဘာရရှိသေးလဲ လောကမှာအစင်အချင်းကင်းမဲ့သူအခွင့်အာဏာအစိုးရတဲ့သူပစ္စည်းဥစ္စာပြည့်စုံတယ်အရွယ်နှုတ်ပြိုသူဆိုတဲ့လူလေးမျိုးဟာမာနထောင်လွှားလာရင်လောကီလောကုတ္တရာအကျိုးနှစ်ပါးပျက်စီးတတ်တယ်လူလေးတို့ရမှာအဲ့ဒီအင်္ဂါ၄ပါးနဲ့မှပြည့်စုံနေတာမပြောတတ်တော့ပါဘူးလေ အခုရောမဘာဖြစ်နေလို့လဲကျွန်တော်ပြောပြ တို့ရမှာလည်းအဲ့လိုလူမျိုးတွေပေါ်နေပြီကွအာဏာရှိတဲ့လူတွေကလည်းမထိမ့်သိမ့်မဲ့နဲ့မြောက်တိုးပင်ကောင်လို့တော့အဲ့ဒီပုဂ္ဂိုလ်တွေကလောကီလောကုတ္တရာအကျိုးဖျက်ဆီးပြီပေါ့ကွယ် ဟာဦးလေးစကားရဆိုရင်ဒီရွာမှာထရန်ဆိုင်တဲ့လူတွေတော့ရှိနေပြီလေတူတယ်ဟိုဘယ်သူလဲဦးလေး ဘယ်သူရှိရမှာလဲရွာတောင်မန်းကလှမောင်ဆိုတဲ့ကောင်ပေါ့ငယ်သူဖြစ်ပြီးပတ်စံရှိနေတော့ထရန်ဆိုင်နေတယ်လေအဲ့ဒါကိုဌာနအုပ်ကမြှောက်ပေးတယ် ဟာဒါဆိုရင်ရွာအတွက်မြင်းစိုးတကောင်ကြိုတက်ပေးတယ်လို့ဖြစ်နေပြီပေါ့ အဲ့ဒါပြောတာပေါ့ကွယ်တလောကရွာအပြင်ဘက်ကဒေါ်လာမှာပလိတ်တွေရှိရပတ်စံတွေကိုလူတစုကဓမြတိုက်သွားတယ်တဲ့အဲ့ဒီအချိန်မှာတိုက်ဆိုင်ဆိုင်ပဲလူစမ်းကောင်းတိန်လွာကလည်းရွာထဲမှာပန့်သူပတ်စံတွေဝင်းနေတယ်အဲ့ဒါကိုပလိတ်တွေရှိရအာနာရထားတဲ့အဲ့ဒီလှမောင်ဆိုတဲ့ကောင်ကဓမြတွေကိုဖမ်းဖို့အတွက်ကြံနေလေရဲ့ ဟာဟိုလှမောင်ကြံကောင်းသားပဲဦးလေးကဟိုတိုင်းပြည်တွေတခိုးဓမြတွေကိုရှင်းပြရရောက်တာပဲ ခစ်ဆိုးခစ်ပြက်ကြီးပါလူလေးရာအခုအုတ်ချုပ်နေတဲ့အင်္ဂလိပ်ကဘလောက်မြန်ကောင်းနေလို့လဲဦးလေးကတော့လူစမ်းကောင်းတိန်လွာအတွက်စိုးရင်နေကွယ် ဟာဘာဖြစ်လဲဦးလေးကဦးလေးကတိမ်မှောက်မြင်ဘူးလို့လား လူကိုမတွေ့ဘူးမမြင်ဘူးပဲမဲ့ဒီပုဂ္ဂိုလ်ကတိုင်းပြည်အတွက်စွမ်းဆောင်နေတဲ့မျိုးချစ်သူရဲကောင်းဆိုတဲ့သတင်းတွေကတော့ကြားနေရတာကွယ်နေချက်လက်ကန်တို့ပြလှမောင်ကလည်းသူ့ကိုဒုက္ခပေးမယ်လို့သတင်းရတာတယ်ဦးလေးကအဲ့ဒါကိုပူတာပါကွယ် တိတ်လည်းမစိုးရင်မှနဲ့ဦးလေးဟာသူရှောင်တတ်နိုင်ပါတယ် ဒါဆိုရင်တော့တော်သေးတာပေါ့ကွယ်ဒါနဲ့ငါတူတက်လက်စာလည်းပြောအောင်မယ်လှမောင်ဆိုတဲ့ကောင်ရွာထဲမှာရှိတဲ့ဒစိမ့်တွေကိုဖမ်းပြီးတော့ဒုက္ခပေးနေတယ်ကွယ်မင်းလည်းအသွားလာဆင်းရင်ပေါ့တကယ်လို့များအရေးအကြောင်းနဲ့ကြုံလာလို့ရှိရင်ဦးလေးအိမ်အရောက်လာခဲ့ ဟုတ်ကဲ့ပါဦးလေးအခုလိုဦးလေးစေနာထားကျေးဇူးတင်ပါတယ်ဟိုလောလောဆယ်တော့ကျွန်တော်အလုပ်ကိစ္စလေးကြီးတော့ပြန်လာအောင်မယ်နော် အေးကွယ် အေးမြန်မြန်လို့ဟဲ့လာပြီမ
ချက်စီပြန်ဟင်းလေး ခေရေးတောင်းလိုက်ပါ ဟိုလာပြီတော့ဘာလို့လဲဟင်းတော့လို့ပါဟာ ခေဟောဒီနေ့နောက်ကျသွားတယ်ဟာနောက်နေ့ကျပါပဲစောစောလိုက်နေ့ဝိုင်းကူပြီးမယ်နော်အဲ့လိုတော့ကဒီဘယ်ပေးစားမလို့ကွာ ငါအင်းကောင်းချက်တယ်ပါမငန်စရာငန်နေငါပြန်အောင်ပြီ ခေအရေးကြီးပြောစရာရှိလို့ ဟာရေးကြီးကိစ္စပြောစရာရှိလို့လေစိုင်းဒီမှာလူတော်ကြနေရဟော တို့ပြရပိုင်းလေးပြဆိုင်များကြပါနေတယ် ဘာဖြစ်လို့ညတမင်မကြွချင် မဟုတ်ပါဘူးတော်တော်များများမောင်လို့ခေါ်ရပလိနဲ့ပေါင်းပြီးတော့ကိုဒီဝါတို့ကိုဆန်းနဲ့စစ်နေကြတယ်လို့ဒီလိုဆိုတော့3ခါအောင်ရှိနေပြီ ဒါမတရားတက်တက်ကိုဟိုကောင်လှမအကောက်ကြံတာငါတို့ကဘာမဟုတ်တာလုပ်တာလို့ဒီကောင်တွေကမသိငါဖြစ်ရတာပြီးတော့ဒီကောင်တွေမှာဘာတက်တက်ရှိလို့ပြဿနာရှာရတာလေ အဲ့တော့ခေလည်းမပြောတတ်ဘူးကိုဒီဝါရဲ့ခေသဘောကတော့လေသူတို့နဲ့ထိတ်တိုက်မတွေ့ဘဲနဲ့ရှောင်းနေစေခြင်းနဲ့ ဟာမဟုတ်တာဟာဟဲ့အောင်ဒီကောင်လှမောင်ဆိုတဲ့ကောင်မင်းကိုခေနဲ့ပတ်သက်ပြီးမကျင်တော့တမင်ကောက်ကြံတာကွာဒါမျိုးမရှောင်နဲ့မြန်ချင်းဆိုင်တွေ့ပြီးဖြည့်ရှင်းပလိုက်ကွာငါတိမခံနိုင်ဘူးရောက်ဒီမှာလာသွားမယ် ဟာမတော်ချပါနဲ့ကိုတို့ရဲ့ရှောင်းနေလိုက်ကြပါ 哎呀嘞，别弄出来的。 ဒါခမင်းဆိုင်အဲ့တော့ဓာတ်တကားနဲ့မပြဿနာ 哎呀，没俺我没办法没行，俺没弄没我了。 ဒီကပါအေးဘာမေးလို့ 哎，没弄试试下去就完了个。 ဘာလို့လိုက်ရမှာဒီစစ်ချင်တယ်ဆိုရင်တောင်းရှိတဲ့ plate ကို 本来也是呀，俺我当我背他了个，没弄 A C 来个。 ရတယ်ပါမင်းခေါ်တိုင်းလဲအောင်လို့ငါတို့ကမင်းတို့တပည့်မဟုတ် ကိုမချက်လေလားဘာဖြစ်လို့ကျုပ်တို့အတင်းခေါ်ထုတ်လာလဲကြာ ဟုတ်တယ်ပါချစ်ငါတို့ကဒီကောင်ကိုဆုံးမခြင်းလုံးအားကြီးလို့လေရံမဖြစ်ဖြစ်အောင်တမင်ဖန်နေတာ ကျုပ်ကခင်ဗျားတို့စိုးရင်လို့ပေါ့ဗျာအဲ့ဒီလှမောင်ဆိုတဲ့ကောင်ကပလိတ်တွေကလူစိမ်းတွေကိုဖမ်းစစ်ဖို့တာဝန်ပေးထားတာပြီးတော့အဲ့ပလိတ်တွေရဲ့အကြောင်းလည်းကျုပ်သိတယ် ဘာကြံလဲကွာ ကျုပ်တို့တွေကအဲ့ဒီရွာစံနာမှာပလိတ်တွေစီကအခွန်ကိုဓမြတိုက်ထားတယ်ဗျာ ဒါဆိုရင်အဲ့ plate တွေပြစ်မှာကကျုပ်တို့ပေါ့ဟုတ်လား ဟဲ့ဘာမှကူးစားကြမလို့ဒီကောင်တွေမှာလည်းဘာတက်တွေမှရှိတာမဟုတ်ဘူးအခုပြဿနာဟိုကောင်လှမောင်တမင်အကောက်ကြံတာငါသိလို့ငါဒေါသထွက်နေတာ ဟုတ်တယ်ကွာလှမောင်ဆိုတဲ့ကောင်ခရီးကိုမရမှန်းသိလို့ဒေဝကိုတက်ပြဿနာရှာပြီးအကောက်ကြံနေတာအဲ့တော့ဒီကောင်မခံမရနိုင်ဖြစ်နေဟုတ်တကယ်မှန်နေ အကဒေါသထွက်နေလို့မင်းဘာဖြစ်လို့သွေးထိုးပေးနေရလဲအဲ့တချို့ပြဿနာတွေကထိတ်တက်ရင်ဆိုင်နေပြီးသွားတာမဟုတ်ဘူးကွာအခုငါတို့ပိုင်တဲ့အခွန်တွေကိုသူတို့စီကဓမြတိုက်တယ်ဆိုပေမဲ့လက်ရှိအစိုးရသူတို့အစိုးရဖြစ်နေတယ်အဲ့ဒါငါတို့ကတပန်းရှုံးနေပြီပြီးတော့လှမောင်ဘက်မှာလည်းဌာနအုပ်ကရှိနေတယ် တိမ်လွာပြောတာမှန်တယ်ကွာငါတို့တွေကတန်ဖိုးရှိတဲ့ဗရမ ्या လေးလို့ကိုတန်ဖိုးရှိအောင်နေကြသမှာကွာ လှမောင်ဆိုတဲ့ကောင်ကတိုင်းပြည်အတွက်တကယ်ဆူလဲဒါပေမဲ့သူ့ကိုရှင်းဖို့အချိန်မတန်သေးဘူးကွာမင်းတို့တွေပဲတိုင်းပြည်လွတ်လပ်ရေးအတွက်တရတ်အားပါခြင်းနဲ့ဆိုအဲ့ဒါဆိုလို့ရှိရင်မင်းတို့ရဲ့အသက်တွေကိုအလဟတ်သက်အကျိုးမရှိဘဲနဲ့အဆုံးရှုံးမခံကျင်စမ်းပါနဲ့ကွာ ကျုပ်သဘောပေါက်ပါရဲ့စိတ်ချခမည်းဖြစ်ခြင်းနဲ့စန္ဒအတိုင်းကျုပ်ရဲ့အသက်ကိုအကျိုးရှိအသုံးချရမင်းလည်းလှမောင်ကိစ္စကိုမေ့ထားလိုက်ကွာ အေးပါကွာငါမေးလိုက်ပါပြီ ဟာဒီဝါလဲကွာစိတ်ပါလက်ပါပြောစမ်းပါကျုပ်ကခင်ဗျားတို့အားလုံးကိုတန်ဖိုးရှိတဲ့လူဖြစ်စေဒီတကယ်လို့ဒီကောင်လေးနဲ့ရေးဆန်းမဲ့အချိန်ရောက်ရင်ခင်ဗျားကိုရှေ့အောင်ကျုပ်ကိုထွက်ပြီးတိုက် လုံးမရောက်လာတဲ့တယောက်ကတော်တော်ဆွဲနေစီသူ့ရဲ့တိုက်ခိုက်ပုံကရမ်းအောင်တွက်လက်လုံး
ငါလည်းအဲ့ဒါကိုပဲစဉ်းစားနေဒီကောင်တွေကပလိတ်တွေကိုဓမရတိုက်တဲ့အဖွင့်မှာဖြစ်နေခေါင်းချောက်ကန်ကြီးစဉ်းစားရင်ဆရာလေဆရာမလုတ်ပိုင်ဝင်နေအများကြီးရှိတာအင်းအားတုံးပြီးဒီကောင်တွေကိုဖမ်းပြီးစစ်လိုက်ပေါ့တကယ်ဟုတ်နေတယ်ဆိုရင်ဆရာကောင်းစားမှာနော်မင်းပြောတာမစိုးဘူးကွာဒီကောင်တွေကိုအခုပဲသွားဖမ်းမယ်ကွာလားဆရာပဲသွားဖမ်းဟာဒီကောင်တွေရှိတဲ့နေရာသွားဖမ်းမှာပေါ့ကွာဒီကောင်တွေရှိနေတာသိဘူးလားမင်းတို့မသိဘူးလားမသိဘူးဆရာအာမင်းတို့ကလည်းကွာအဲ့ဒါဆိုငါဘာလုပ်ရမှာလဲဘလူးဒေဝဆောက်တဲ့ခေပန်းအောင်တော့ဆရာရှူးရှူးနဲ့ပန်းကိုကြံသေးတာအခုကိစ္စလဲဆရာကြံလိုက်ပေါ့ဟုတ်တယ်ဆရာဒေဝတို့ကဆရာကိုလူချင်းရှင်းနိုင်မယ်ဆရာညံအောင်တော့မရှင်းနိုင်ပါဘူးဒါပေမဲ့ဆရာညံ့ရင်တော့ခရီးကိုဆုံးရှုံးမှာတော့ငါတို့ဆရာခရီးကိုဆုံးရှုံးခံမှာမဟုတ်ပါဘူးကွာဒါပေမဲ့ဆရာခရီးကိုရှူးရှူးနဲ့ပန်းမယ်ဆိုတော့ခရီးကိုနမ်းမဲ့ဒေဝဟုတ်တယ်အဲ့ဒါသိတ်ကောင်းတယ်ခရီးကိုအသုံးချသူ့ကိုရှူးရှူးနဲ့ပန်းလို့မဖြစ်သေးဘူးဒေဝမင်းမျက်နိုးတဲ့ခရီးကြောင့်မင်းဒုက္ခရောက်တော့မယ် လှမောင်ဆိုလို့ဒီဘောဘီရဲ့လက်ထက်ကမျိုးဝင်သားဖြိုးသိပြီးဝင်စားသလားမသိပါဘူးကိုလူမျိုးချင်းဘလို့ဒုက္ခပေးရမလဲဆိုတာပဲချောင်းဒီကောင်မျိုးချင်းစီတဲ့14မှမရှိသေးဘူး ဒါကြောင့်လည်းပဲနေချက်အင်္ဂလိပ်တွေအင်ဂျင်ရှင်အိုးမဲ့တော့ပြီးခိုးခိုင်းဖို့အတွက်အခမောင်လိုပေါ်ပြီးအသုံးချတာလို့တော်တော်ချုံမာတဲ့နေချက်ကြီး ပြီးခဲ့တာတွေကိုပြောမိပါနဲ့ကျို့တို့တိုင်းပြည်မှာရှိတဲ့နေချက်တွေကိုဘယ်လိုမောင်းထုတ်ရမလဲဆိုတာပဲကျို့တို့စဉ်းစားကြကျို့တို့တိုင်းပြည်ကိုကာဝယ်ဖို့အတွက်ခမည်းတော်ကျို့တို့လိုလူငယ်တွေမှာတာဝန်ရှိရဗျာ စိတ်ချကိုတည်းလို့တစ်ချိန်လုံးကတော့အယူလွဲပြီးလမ်းမရောက်ခဲ့ရပြီမယ်အခုချိန်မှာတော့ကျုပ်တို့လူမျိုးကိုထိရပခံနေတဲ့စိတ်ကျုပ်တို့ဒီပြင်းနေ ဟာကောင်းတယ်ကိုကျုပ်တို့ရဲ့အညံ့မခံတတ်တဲ့မြမသွေးမြမတက်တီကဘာတိရောက်ပြကျုပ်တို့ကအောင်မြင်မှုကလက်တကမ်းမှာမရှိပါဘူး ငါတို့နိုင်ငံရေးလုပ်ဖို့ငါတော့ကိုပြီးဖို့ဝင်မလေးပါ မင်းတယောက်လည်းမဟုတ်ဘူးတိုင်းပြည်ကိုချစ်တဲ့လူပဲဒီလိုပြိုးရှိပါလေပေါ့ငါကတော့အစစ်အစ်ပဲရှုံးသွားတယ်ဗျာကျွန်တော်တက်ကောင်းတော့ဝိုင်းနေတာပြင်မစင်းရဲ့ထဲလုံးဆောင်တယ်လုပ်နေအဲ့ဒီအချက်ကကျုပ်တို့ညွှန်ကြားတာကျုပ်တို့ဘက်ကအစစ်အစ်အားရှိတယ်အဲ့တော့အားမွေးကြတယ်ငါကတော့အားပြည့်ပဲကွာငါတော့နေတယ်ငါဒီဝတ်တယ်လို့ပြောဘယ်ကတော့ ကျုပ်လည်းမလည်းမတွေ့ဘူးဗျဟိုဟဲ့လားမင်းဟုတ်တယ်အားသူပြောရရှိဒီချိန်မှာဆိုရင်အကောင်သွားရဲ့တစ်ပြီးရောက်နေဒီကောင်လဲကွာခေးအတွက်ဒုက္ခပါပဲ အေးဗျာဒီကောင်မှအန်ရရှိလို့ခေနဲ့သွားမတွေ့ပါနဲ့လို့ကျုပ်ဒီရက်ပိုင်းမှာသတိပေးထားတဲ့တန်းတယ်ဒီကောင်တော့ကျုပ်တို့အားလုံးဒုက္ခပေးနေတူတယ် စိတ်မပေါ်နဲ့ဗျာဟိုနာဒီနာလမ်းလျှောက်တော့လည်းဖြစ်ရင်ဖြစ်မှာပေါ့ ဒီကောင်ခင်းနဲ့သွားတွေ့တာသိကြတယ်ဗျဒီကောင်ကြောင့်ကျုပ်ကောင်းကောင်းသိတယ်ဗျ ကောင်းကောင်းသိတယ်လုံနေတယ်ဒီကောင်ကိုလှမောင်မိသွားလို့ရှိရင်ကောင်းကောင်းထောင်းခံပါကြကြပါလေဗျာကျုပ်တို့သူ့နောက်လိုက်သွားကြလား မင်းကလည်းဖုန်းရောက်တော့ကြာလိုက်တာမကုံနဲ့ဟင်းမြကုံနေမချက်ပြောအောင်မ ဟေး ဒီမှာ ငါပဲသိ ဘာကောင်းကောင်းမေးကောင်းကောင်းပြီ ငါမသိလို့ပြောနေရလေ မသိဘူးอ่ะ ဒီမှာခေနေအားကိုတွေဒေဝဆိုတဲ့ကောင်ကလေဘလူပေါက်စားလို့ရှိတယ်အဆွေမစုံမဲသွားပြေးပြနေတာနေအားအဲ့ကောင်နဲ့တော်တော်ကာကွယ်ပေးနေတယ်ဟာလားငါလုံးရင်သေတော့မယ်နော် ရိုက်လေရိုက်စမ်းပါနင်ဘလောက်ပဲချင်းချောက်မသိဘူးဆိုတဲ့စကားလဲလို့ငါဘာမှပြောမှာမဟုတ်ဘူး ခေါင်းမာလိုက်တာခေရမင်းဘာဖြစ်လို့သူ့ဘက်ကကာကွယ်ပေးနေရဒေဝဆိုတဲ့ကောင်ကလေအခုတော့ဆိုတခြားတယောက်နဲ့အကြည့်ဆိုင်နေတော့ပြီနင်သူ့အတွက်ဘာလို့အသားနာခံကြရဒီကောင်လေးကိုတန်ဖိုးထားတာမဟုတ်ဘူး ဟဲ့မင်းကတန်မိုးမထောင်းလို့ပြောတဲ့ကောင်ကမင်းတော့မနှိမ့်ဆက်ဘူးကွာဝေးမာတော့ဟဲ့ ဟ
ကိုဒီဝါကိုဒီဝါ ဒီပါဘာလို့လဲဒီပါတေဝါဒီကောင်လေးဖမ်းပါကွာငါတို့စိတ်ကြမယ်ကွာ ဟုတ်တယ်ကွာဒီကောင်လေးတေဝါကိုအကြောင်းပြချက်မရှိသိစိတ်ချတော့ ကျုပ်ရှင်းပြတာခဏနာဘလို့တဲ့ကျုပ်တို့တို့လက်နဲ့အိမ်အောင်သူနေအောင်သူကကျုပ်တို့တာခင်ဗျားတို့လူမိုက်စိတ်နဲ့စိုးအတင်းလုံးမယ်ဆိုလို့ရှိရင်ဒီဘဒုက္ခရောက်တာ အဲ့တော့ကျုပ်တို့ကဘာတော့မှလဲဒီတိုင်းလည်းပဲကြည့်နေမှာလား ကျုပ်ပြောတာကစိုးနားထောင်ပါဗျာဒီကိစ္စကကျုပ်တို့ရဲ့အသက်နဲ့ရင်းရမယ့်ကိစ္စဆိုကျုပ်တို့ရဲ့အချိန်လုံးဆောင်မှုတို့စိတ်ရှိဖို့လည်းလိုတယ် ကိုဒီဝါ ခေဘာလို့လိုက်လာလဲကိုအတွက်နဲ့ခေဒုက္ခရောက်နေ ဘလို့ပြောလိုက်တာလဲကိုဒီဝါရဲ့ကိုကျေးဇူးရှင်မလို့တွေးလက်ထဲမှာရောက်နေရပြီခေလာမှာပေါ့ကိုဒီဝါကခေစကားနားထောင်ပြီးရှောင်ရမယ်ဆိုအခုလိုဖြစ်မှာမဟုတ်ဘူး ရှောင်းမှုကိစ္စကိုကိုလုံးဝမစင်စားဘူးခေနှိမ့်ဆက်ခံနေရတာကိုကဘလို့အရင်နဲ့ရှောင်းသွားရမှာလဲခေအတွက်ဆိုရင်ကိုအသက်ကိုပေးရပါတယ်ကွာကိုအတွက်ဘာမှမပူနဲ့နော် ဘလို့ပြောလိုက်တာလဲကိုရဲ့အပူလို့ရမလားတကယ်ဆိုရင်ကိုလာမောင်ကခေးမှာဘာပြစ်မှမရှိရတဲ့အတွက်ရိုက်နေရုံကလည်းဘာမှလုပ်လို့မရပါဘူးကိုရဲ့ဘာလို့ကိုခေးဝင်ခဲ့ရတာလဲ လောက်အောင်ခေကိုဒီလောက်ရိုက်နေနှိမ့်ဆက်နေတော့ကိုမမြင်ရဘူးအဲ့လောက်အောင်ဆိုတဲ့ကောင်ကိုကအသေးကိုတတ်ပလိုက်ချင်တယ်အားကြီးမမြောက်လို့ကိုခံလိုက်ရတာခေ ဒေါသကိုထိမှာကိုတွေးပါရဲ့လောလောဆယ်အကိုကသူတို့လက်ထဲမှာဆိုတာမမေ့နဲ့အောင်သူတို့လည်းမကင်းနိုင်တွေစိတ်ရှိရှိထားပါအကိုရဲ့နော် စိတ်မရှိနိုင်ဘူးခေအတွက်ကိုအမြဲတမ်းစိတ်ပူနေရတာကိုအတွက်နဲ့ခေဒုက္ခရောက်မှအောင်လဲကိုမမြင်ရဘူးဟိုကောင်လောက်အောင်မတရားကြံပြီးခေကိုသိပိတ်မှလဲကိုစိတ်ပူတယ်ခေအမြဲတမ်းတတိထားနေနော် ဆိုရင်တလိုက်တာအကိုရဲ့အကိုရဲ့မြတ်တာမျိုးလေခေရနားလေပါပြီအကိုအများဆုံးလုပ်ပါစေလို့ခေဆူတောင်းနေမယ်နော်ခေရတဲ့ဘာမှမပူနဲ့အကိုခေရကိုကိုစောင့်ရှောက်တတ်ပါတယ်အကိုပြန်လာမယ့်နေ့ကိုခေကြိုးနေမယ်နော် ဒီမှာရဲကြီးတဲ့သဘောကောင်းကိုဖမ်းပါတော့ဖမ်းသွားစား ခေသွားတော့ ဘာဖြစ်လာလဲဘာလို့လဲလူတွေအများကြီးပဲကွာတက်တက်တွေအများကြီးပဲလေအဲစကားကိုလာနေတယ်ဟာအဲ့တော့ဒီမှာပြပါပေါ့ ဟုတ်နေပါဦးဗျာစိတ်အေးထားပါအခြေအနေလေးသိအောင်သူတို့သွားကြည့်ကြသူတို့တွေကဒီခါမှတွေ့ကြ ဟိုတောင်းရတဲ့ဆိုရဲပါ ဖြစ်ပါမလား ဖြစ်ပါလာတော့ ရက်ခါလေဝါကိုနေတော့ကောင်းလို့သွားရတာမို့ကွာလို့ တကယ်မင်းတို့လက်နဲ့အိမ်ကလူရင်အပြည့်စုံတယ်ကိုကိစ္စထူလို့ ဟုတ်တယ်ကိုမျိုးကသတင်းယူပြီးပြန်လာတဲ့တခင်ဟန်တော့ပလိတ်ဖွဲ့အနှံ့ရခံသွားတာ ဟာဒါဆိုရင်ကျုပ်တို့တခင်ဟန်တော့အချိန်ကြီးကဲမဖြစ်မှာပေါ့ဟာကဲတကယ်ကြီးတော့
ဒီဘက်ကိုဖမ်းထားတဲ့ကတ်တဲနဲ့တခင်ဟန်တော့ကိုဖမ်းထားတဲ့ကတ်တဲကတစ်ခုတည်းဖြစ်နိုင်တယ်ကွာအဲ့တော့ကျုပ်တို့တွေသူတို့နှစ်ယောက်ကိုအချိန်မီဝင်ခဲ့ကြပါ
你也结果这边睡觉，然后离上了，然后赶紧就来一下子去，没有睡觉没有，然后这个是再不会闻到吧？地皮吧这个也，你这个。都赶紧就来一样嘛呗，你还会背到这个这样。